အားလုံးပဲမင်္ဂလာပါကျွန်တော်မနေ့ကဗီဒီယိုဖိုင်ကမနေ့ကရောက်သွားတယ်တမြန်မနေ့ကတင်နေပေါ့နော်ကျွန်တော်ဒီနှစ်ဆန်းတရက်နေ့ကကျွန်တော်တင်လိုက်တယ်လိုင်းမကောင်းတော့မနေ့ကမှဗီဒီယိုဖိုင်ကတက်သွားတယ်အဲ့တော့အဲ့ခွင်းဆက်လေးဒီနေ့ကျွန်တော်ဆက်ပြီးတော့တင်မယ်ဒီဖုန်းကနေပြီးရိုက်ကြည့်မယ်ပေါ့နော်ဒီဖုန်းဆိုတာကကျွန်တော် Facebook အကောင့်ပြတ်သွားတဲ့ဖုန်းအရင်တုန်းကရိုက်နေကြဖုန်းကဟောဒီကဖုန်းလေးကကင်မရာလေးကတော့ကောင်းတယ်ကြီးတယ်နော်ဒါပေမဲ့သူကဖုန်းစလိုးတွေပြည့်နေတယ်ပေါ့နော်အဲဒါကြောင့်မလို့ကျွန်တော်ဒီဖုန်းကနေလှည့်ပြီးရိုက်ချင်းဖြစ်တယ်နည်းနည်းအကြည့်များနေမလားတော့မသိဘူးပေါ့လေနော်ဟုတ်ပြီအဲ့တော့ဒီပွဲမှာဗာပြောမလဲဆိုတော့ဒီကဏ္ဍကိုပဲဆက်လက်ပြီးပြောမယ်ကျွန်တော်အရင်ဖိုင်မှာလည်းဒီကဏ္ဍကိုပြောခဲ့တယ်ကျွန်တော်တို့၅ပါးသော၅ပရိတွေရှိကြောင်းဒါတွေရှင်းပြခဲ့ပြီးတဲ့ဟာတွေပေါ့နော်64အတွဲတွေရှိကြောင်းရှင်းပြခဲ့ပြီးသားတွေပြန်ကြည့်လိုက်တော့နော်ဒါတွေကျွန်တော်ပြန်ရှင်းမပြနိုင်ဘူးဒါတွေကကျွန်တော်ရှင်းပြရင်းနဲ့ရေးခဲ့တဲ့ဟာတွေကြီးနောက်ပြီးအဘူးခွာလို့ပဲမှတ်ပါအမှန်တော့ကျွန်တော်နှစ်တူကိုရှေ့ဘူးကကစားခဲ့တာဒီထွက်မဲ့ပွဲကြမှာပဲနှစ်ရှိဘူးတွေကိုမေ့နေတော့တာဖြစ်ပုံကလေနော်နှစ်တို့နော်လေးတို့3ညတို့ဆိုတာဒီအပူးခွာလို့ပဲမှတ်လိုက်တော့လုံအောင်မှတ်လိုက်တော့တကယ်တမ်းကတော့ကျွန်တော်ကနှစ်ကိုရှေ့ဘူးကစားခဲ့တာကျွန်တော်တို့အတွေးလိုက်နေမှာရှိတယ်လေဗျာဒီမှာဆိုရင်နမူနာအဖြစ်ပြောလို့ရှိရင်ဒီမှာလေးရှေ့ဘူး3ရှေ့ဘူးနှစ်ရှေ့ဘူးကျွန်တော်6တွေတင်ပေးခဲ့တာလေဒီမှာ6တွေအဲ့ဒီကကျွန်တော်432တမိုင်းကလည်း33နှစ်ခုအချိန်ကြီးတက်ရတယ်နော်နှစ်ဆိုပြီး432တမိုင်းကလည်းရိုက်သွားတယ်လို့412တမိုင်းနေလည်းရှိတယ်လေကျွန်တော်ရှင်းပြခဲ့တယ်မှတ်မိကြလားမသိဘူးကျွန်တော်မိတ်ဆွေများနော်412တမိုင်းကဘယ်လိုတော့ဆိုတော့412တမိုင်းကဒီလိုကျွန်တော်ပြအောင်မယ်ခဏနည်းနည်းကျွန်တော်စာရွက်ပြရလဲဆိုချက်တွေခဏဒီလိုမျိုး412တမိုင်းလေနော်412တမိုင်းလေးတွေကိုဒီကစတယ်ဗျာနော်အဝေးပဲအဲ့ထိပ်သီးသုံးလုံးပေါင်း8ထိပ်သီးသုံးလုံးပေါင်း8တွေကစားပြီးတော့အဲ့ဒီထိပ်စီးဇောင်းပေါင်းချင်း8တွေကစားတဲ့ခါမှာပါဝါနောက်တွဲတွေကစားခဲ့တာအဲ့ဒီ8တွေဒီကျွန်တော်တို့လိုရင်းပြောကြဆိုဒီမှာ8ထိပ်သုံးလုံးတွေလာတန်းတဲ့ဒီနှစ်ချင်းလိုင်းစီကြောတွေပေါ့နော်ဒါတွေကျွန်တော်ရှင်းပြခဲ့ပြီးသားတွေပါနော်အဲ့8ထိပ်သုံးလုံးတွေဒီဟိုးရှိမှကတည်းကဇောင်းပေါင်းချင်းတွေကို8တွေကစားခဲ့ပြီးတော့ပါဝါနောက်တွဲတွေနဲ့ကစားခဲ့ကြတယ်အဲ့ဒီလိုကစားခဲ့တဲ့နောက်ပိတ်တွေ4-1တို့ဒီကျွန်တော်တို့4-1-2တွေကစားခဲ့တယ်4-2တွေပြေးခဲ့တယ်ပေါ့ဗျာ4-2တွေပြေးခဲ့တယ်6-6ခုတွေပြေးခဲ့တယ်ဆိုကျွန်တော်ရှင်းပြခဲ့တယ်ပေါ့နော်အဲ့6-6ခုတွေလည်း9-6-6ခုတွေရိုက်ခဲ့တဲ့အကြောင်းတွေဒါကျွန်တော်ရှင်းပြခဲ့ပြီးပြီအဲ့မှာ9-6-6ခုတို့ရဲ့ပါဝါတွေဖြစ်တဲ့4-1သမိုင်းတွေလာမှ4-4ရှိဘူး1-1ရှိဘူး2-2ရှိဘူးလာမယ်ဆိုပြီးတော့ကျွန်တော်က2-6အားတွေတင်ပေးခဲ့တာပါဒါကျွန်တော်လူဟောင်းတွေသိပါတယ်နော်ဟိုတနေ့ကဝင်ပြောတဲ့ဘာတော့ဖိုက်တာဟိငယ်လေးဖိုက်တာမို့လားဖိုက်တာဝဲနေတယ်ဒါတွေကလည်းနားထောင်ပါသေးတယ်ကျွန်တော်လည်းကဲမနေ့ခင်းကလည်းဟိုဘက်ကိုဆော်သွားဆိုတော့ထားတော့ဗျာအဲ့ဒါတွေကလည်းသတိတော့ထားရတာပေါ့နော်အရောက်တော့ဗလိပြောတဲ့ဟာတွေကဲအဲ့တော့ထားတော့ကျွန်တော်တို့ကဒီနှစ်တီကိုလည်းကျွန်တော်အပုခွာဇလန်ကြီးပြောခဲ့တယ်ဟေးခွေးကြိုက်မယ်အဲ့သူ့ဘေးထုတ်လိုက်အောင်ခွေးကြိုက်မယ်နော်ဘေးထုတ်လိုက်အောင်ရပြီအဲ့ကြတော့ဟုတ်ပြီအဲ့ဒါဆိုရင်လည်းကဲပြောတာဘယ်ရောက်တော့မှဖိုက်တာတန်ရောခွေးတန်ကြက်တန်ရောရှုပ်ချက်တွေခတ်သွားဆိုတော့ကဲအဲ့တော့ပြောတာဒီဘယ်ရောက်တော့မှတော့မသိတော့အဲ့လိုရင်းပြောကြမယ်ဆိုတော့ကျွန်တော်ဒီနှစ်ခွန်ကတော့ထွက်သွားပြီပေါ့ဗျာနှစ်အပူခွာလို့လုံအောင်လို့ကိုကအပူခွာပြောခဲ့တော့လေကိုကစားတာလည်းနှစ်ရှည်ဘူးပါပဲတိုးတော့လည်းပဲအော်ဒီထဲမှာမထည့်လိုက်ရဘူးပေါ့ဗျာနော်ထွက်သွားခဲ့ပြီပေါ့နော်အဲ့ကြံသေးတယ်နော်3ညတွေလည်းအော်ဒီမှာ3ညလည်းအပူခွာကျွန်တော်ကအခွာကစားခဲ့တာ3ညခွာကစားခဲ့တော့3ညအပူထွက်သွားတယ်ဖြစ်ပုံကအဲ့လိုမျိုးလေးပေါ့နော်ကျွန်တော်လေးကြံသေးတယ်နော်ဒါဒီဆိုင်ကြီးကျွန်တော်မေ့ကုန်ပြီနော်ပြန်ပြီးတော့ဒါဟိုးရှေ့မှာတင်ခဲ့တဲ့ဖိုင်နေတာဝင်ကြည့်လိုက်တော့ဒီမှာရှေ့ဘူးတွေရေးထားတာနော်အဲ့ထားပါတော့နှစ်ခွန်ထွက်သွားခဲ့ပြီထွက်သွားခဲ့တော့နှစ်ခွန်ဒီကျွန်တော်ကဒီနှစ်ထဲမှာ9ချိန်ကစားခဲ့တာကျွန်တော်ဟိုတနေ့ကဖိုင်ထဲမှာကျတော့4ချိန်ကစားခဲ့တယ်လို့ကျွန်တော်ကတေချာမကြည့်ဘဲနဲ့ပြန်ပြီးတော့ပြောခဲ့မိတာ9ချိန်မှာကအခုက9ချိန်မှာကစားခဲ့တဲ့ကဏ္ဍတွေလိုက်ထွက်နေတာ9ချိန်မှာကစားခဲ့တဲ့963ကထွက်တယ်9ချိန်မှာထည့်ပေးထားတဲ့ဒီ68ခွန်ကြီးကလည်း9ချိန်မှာခွန်68လို့ထည့်ထားတာပါတယ်အရန်ထဲမှာနှစ်ခွန်ကြီးကလည်း9ချိန်မှာထည့်ထားတာပါတယ်အဲ့ဒီကတ်တွေတော့ကျွန်တော်မပြတော့ဘာလို့လဲဆိုတော့ကျွန်တော်ရဲ့ member ကဏ္ဍတွေကပွဲတိုင်းမှာအကျုံးဝင်တာဆိုတော့ကျွန်တော်အဲ့ဒါတွေကိုမပြတော့ဟုတ်ပြီနော်ဘာလို့လဲဆိုနှစ်ခွန်ရဲ့ဥပမာအရာဒီနှစ်ခွန်ကဏ္ဍဒီ
တစ်ချိန်မှာနှစ်ဦးကလေးစကစားခဲ့တယ်နှစ်ခုနှစ်ထည့်ခဲ့တယ်နှစ်ချိန်မှာလည်းနှစ်ခုနှစ်ထည့်ခဲ့တယ်တခါကျွန်တော်တို့၄ချိန်မှာလည်းနှစ်ခုလို့ထည့်ခဲ့တယ်၅ချိန်မှာလည်းနှစ်ခုလို့ထည့်ခဲ့တယ်အခုပွဲမှာနှစ်ခုနှစ်လို့ထည့်တယ်ဒီပွဲမှာလာအောင်တယ်အရန်နဲ့ထည့်တာတော့အရန်နဲ့ပဲအော်ဒီရလို့ရွေးတဲ့ထဲမှာတော့မပါခဲ့သေးဘူးအမှန်တော့ချောင်းနေတာကောင်းလုံးလို့ကိုသူ့ကိုတန်တရားတွေဖြစ်ခဲ့တာဘယ်ချိန်မှာလှည့်ပြီးဘလို့လုပ်မလဲဆိုပြီးကိုကအောဘောကတွေကလည်းအစီအစဉ်ကရှိတယ်သို့တော့အထောင်လဲနေနဲ့ तू ကဟိုဘယ်လိုပြောမလဲအင်္ဂါမစုံတော့ဘူးဗျာနော်ကိုရဲ့ဒီအားရပါရသူ့ကိုအော်ဒီနေရာမှာပို့မဲ့အနေထားအင်္ဂါမစုံတော့ကိုကလည်းအရန်ထဲမှာပဲနောက်ဆုံးနဲ့မထွက်သွားခဲ့အဲ့တော့ပြောချင်တာကဒီကနန်းဒီနှစ်ထဲမှာ9ချိန်ပြီးခဲ့တဲ့ထဲမှာ तू က9ချိန်ကစားခဲ့တာတစ်ချိန်မှာကစားတယ်2ချိန်မှာကစားတယ်နော်4ချိန်မှာကစားတယ်5ချိန်မှာကစားတယ်9ချိန်မှာကစားတယ်အဲ့တော့အဲ့ကနန်းထွက်သွားခဲ့ပြီအဲ့လိုပဲတခြားကနန်းတွေကလည်းနော်ပြီးခဲ့တဲ့ပွဲတွေမှာကစားထားတဲ့ကနန်းတွေရှိတယ်နော်အဲ့တော့အဲ့ကနန်းတွေမြန်မာဆိုလို့ကျွန်တော်မပြချင်တာနော်ဘယ်လိုမှတော့မအောင်မေးပါအစတော့ကျွန်တော်ကဒီမှာကနန်းလေးကိုဒီလိုလေးအုပ်ပြီးတော့စာရွက်လေးနဲ့ပေါ့နော်အပေါက်လေးဖောက်ပြီးတော့ပြဖို့အစီအစဉ်ရှိတယ်အဲကျွန်တော်ရဲ့ဒီမမကတ်တွေထဲမှာပေါ့လေမပြတော့ဘာမှတော့ကြနေလူဆောင်မြင်ကပ်ပါလေနော်အဲ့ဟုတ်ပြီအဲ့ဒါဆိုရင်အခုဘာပြောမှာတော့ဒီထဲမှာကျွန်တော်တို့ပြောခဲ့ဘူးတဲ့64တွဲလဲရှိတယ်5ပါးဆို5ပြည့်လည်းရှိတယ်65လေးကနန်းဒီကျွန်တော်ပြောခဲ့တယ်ဟိုတနေ့ကတင်ပေးခဲ့တယ်ဟိုဆက်လက်ပြီးတော့တင်ပေးဦးမယ်နော်၄ချိန်မှာကျွန်တော်ကစားပြီးစကစားပြီးတော့တင်ပေးခဲ့တယ်နော်အဲ့ဒါလေးတွေကထွက်တတ်တယ်လေဗျာကျွန်တော်2ချိန်မှာကစားခဲ့တဲ့ဒီ8လေး9ဒီထွက်သွားခဲ့ပြီဟုတ်တယ်မလားနော်အခု၄ချိန်မှာကစားခဲ့တဲ့65လေးကိုဒီမှာဆက်လက်ပြီးကစားဖို့အတွက်ဟိုတနေ့ကရှင်းပြခဲ့ပြီအဲ့ဒါကစီကျော်တစ်ခုနော်နောက်တစ်ခုအခုထပ်ရှင်းပြမယ်အဓိကကကျွန်တော်ဘာကိုသွားပြီးတော့သဘောကျတော့ဒီမဖြစ်မနေအချိန်ခါမရွေးထွက်ကြလာနိုင်တဲ့ဟောဒီကကျွန်တော်တို့မွေးသီးကိုပဲသဘောကျတာဒါမျိုးကအချိန်ခါမရွေးထွက်ကြလာနိုင်တဲ့ကောင်တွေဖြစ်ပြီးတော့ဖမ်းရခတ်တဲ့ကောင်တွေဒီကောင်တွေကလေနော်အဲ့တော့ဒီဇောင်းပေါင်းချင်း9လို့ကစားခဲ့တဲ့ဒီပုံစံဒီကျွန်တော်တို့ချဲလောကမှာ3ကတ်တည်းပဲရှိတယ်နော်အဲ့ဒါလိုက်ရှာကြည့်အဲ့တော့ဒီလိုလေးလိုက်ရှာတာတင်ကိုနှိုက်ကပင်မန်းသလားမပင်မန်းသလားဆိုတော့ကိုယ့်ဘာသာကိုလုံးကြည့်ဟုတ်ပြီနော်ကိုကထုတ်ပြလိုက်တော့တာဟာဇောင်းပေါင်းချင်း9ဟုတ်သားပဲဒီမှာတစ်ချက်ရိုက်တယ်ဒီမှာတစ်ချက်ရိုက်တယ်ဒီမှာတစ်ခါရိုက်တယ်3ခါရိုက်သွားပြီတကယ်တော့ရှာကြည့်လေခင်ဗျားတို့ဒီကဟိုးစနေဇောင်းပေါင်းချင်းပေါင်းရင်ဥမာကဲဇောင်းပေါင်းချင်းဒီဘာတော့ဇောင်းပေါင်းချင်းဒီ6ဒီမှာဇောင်းပေါင်းချင်း9ဇောင်းပေါင်းချင်းဒီလိုလေးလိုက်လုံးကြည့်ပင်မန်းသလားမပင်မန်းသလားလုံးကြည့်လိုက်ဟိုး69ကနေနော်ဟိုးအစနေပြီဒီအဆုံးထိကိုလိုက်ပြီးလုံးကြည့်လိုက်ပေါ့ဗျာဒါကဟိုရှာဖွေတဲ့သူရဲ့ပြင်မှတ်မှုကိုချင်းစာတတ်အောင်လို့ထည့်ပြောပြတာပါနော်အမင်းတယောက်တည်းမဟုတ်ပါဘူးအခြားသူတွေအဲ့လိုရှာတာပါမှန်တယ်အဲ့တော့ဘသူပဲရှာပြီးတော့တင်ပေးတဲ့သူဒီသူကခက်ရခက်သေးရှာပြီးတင်ပေးတယ်အဲ့ဒါကိုကြည့်တဲ့သူကတန်ဖိုးထားစေချင်တာနော်တချို့ကတန်ဖိုးမထားဘူးနော်တန်ဖိုးမထားဘူးတန်ဖိုးထားတဲ့သူနဲ့တန်ဖိုးမထားတဲ့သူနဲ့ကရေရှည်မှာကြတော့ဘယ်လိုပြောမလဲဗျာအဆင်မပြေတော့ဘူးပေါ့နော်အခုဆိုရင်ဟိုတနေ့ကဘူဂျိုဖိုင်ထဲမှာလည်းထည့်ပြောခဲ့တယ်ကျွန်တော်ဆိုရင်ကိုလူဟောင်းနေနဲ့တကယ်လူရင်းနေဒီကိုချင်းချင်းကိုတန်ဖိုးထားရမှာမထူးဘူးကျွန်တော်ဆက်ပြောအောင်မယ်အဲ့ဒါစကားလမ်းကြောင်းအဲ့ရောက်သွားတယ်အဲ့ပဲလှည့်လိုက်အောင်နော်တန်ဖိုးထားတဲ့လူနဲ့တန်ဖိုးမထားတဲ့လူဆိုတာကျွန်တော်နမူနာထည့်ပြောပြအောင်မယ်ဗျာမထူးဒီဖုန်းထဲမှာကျွန်တော်ပြအောင်ဖုန်းအားပြင်းဖြုတ်လိုက်ကဲဒီကိုနဲ့ရှင်းပြောပြမယ်ဒီကိုဆိုလို့ရှိရင်ကျွန်တော်အရန်ချစ်တာဘယ်လိုပြောမလဲတန်ဖိုးထားတာပေါ့ဗျာနော်အခုလိုမျိုးရှာဖွေမှုကိုယ့်ရဲ့စူးစမ်းအားထုတ်မှုဆိုတော့ကိုယ့်ရဲ့ဒီအဖွဲ့ဝင်ဖြစ်တဲ့မမအဖွဲ့ဝင်ဖြစ်တဲ့ဒီကိုဆိုရင်ကဲကြည့်ဒီမှာ तू အခုပွဲမှာ तू ဘယ်လိုပြောလဲအရင်ဟာတွေမပြောတော့ဘူးဗျာနော်ကြာလုံးအရင်ဟာတွေကျွန်တော်မပြောတော့အခုပွဲမှာကဲဒီမှာကြည့်ဒါဟိုဘက်963အောင်လုံးကလည်း तू ဘုံမိုးပေးတယ်နော်ထားတော့တာမပြတော့ဘူးနော်ဘုံမိုးပေးတယ်အဲ့မှာ तू ဘာပြောလဲ तू အလောက်ကနားထားပြီးမိမကျူရှင်စရိတ်နဲ့ပဲထိုးရတာဆိုတော့မထိုးရလို့တဲ့အဆင်ပြေတယ်လို့နည်းနည်းလေးပဲထိုးရတဲ့အကြောင်းဒါ तू ပြောတာပေါ့နော်ဟုတ်တယ်အဆင်မပြေမှုတွေကျွန်တော်နားလဲတယ်အဲ့မှာလဲ तू နည်းနည်းပေါက်တာကို तू ကမုံမိုးလွှဲပေးသေးတယ်အခုဒီမှာကြည့်ဒီပွဲမှာ तू ပေါက်တာမှာ300ကို तू အာထိုးတော့ရတယ်တဲ့အရင်နှုတ်လိုက်တော့အမျက်ဒီ8000ကျော်မြတ်တယ်တဲ့အဲ့ဒါကျွန်တော်ကိုမုံမိုးပေးခြင်းလို့ဘယ်လိုလွှဲရမှန်းမသိဘူးကဲဖြစ်ပုံကသူကမြန်8000ကျော်မြတ်တာတော့မှကိုကိုမုံမိုးပေးခြင်းလို့တဲ့ကဲဖြစ်ပုံပါလေနော်အဲ့လောက်ထိအောင်ကိုပုံမှာဒီအကိုဒီတန်ဖိုးထားတယ်လေးစားတယ်ချစ်ခင်တယ်ပေါ့ဗျာနော်ဟုတ်ပြီလားအဲ့တော့ကျွန်တော်ကမပေးနဲ့အကိုကြီးလို့နော်ကျွန်တော်လည်းပေါက်တယ်ဆိုပြီးသူ့ကိုပြောတာနော်အဲ့မှာထားတော့ဒီစကားတွေကျွန်တော်ပြန်ပြောမယ်နော်အများကြီးပါပဲအဲ့တော့ तू ကနောက်ဆုံးမိမှာကိုကိုပါလဲစိတ်တော့မကြသေးချင်ဘူးတဲ့နော်ဒါကျွန်တော်ပေါ့နော်
ဆိုတော့ဗျာကဲလူရင်းပြောကြသူပေါ့နော်ကျွန်တော်တော့စိတ်တော့မကြဘူးအဓိကကိုလန်းကိုပုံမှန်ရှောင်းနေတာပဲနော်ဒါသူနဲ့ကိုနဲ့ပြောထားတဲ့ဟိုအကြောင်းအရာလေးပေါ့အဲ့တော့အဲ့ဒီအကိုဆိုလို့ရှိရင်သူစီကျွန်တော်ကိုဟိုးအရင်ကတည်းကဟိုးဘနှစ်တွေနော်ဟိုးဘဒါလူဟောင်းမဲ့ဟိုးဘနှစ်တွေကတည်းကမပေါက်လိုက်နဲ့ချဲပေါက်ပြီဆိုတာနဲ့မုံမိုးပေးချင်တာသူနည်းနည်းလေးသူရလေသူကျွန်တော်ကိုမုံမိုးပေးချင်တာသူအဲ့လိုစိတ်မျိုးရှိတဲ့သူဆိုလို့ကျွန်တော်တန်ဖိုးထားတဲ့သူတန်ဖိုးထားလို့ကိုပေါ့ဒီလိုမျိုးဆက်ဆံတာပေါ့နော်တန်ဖိုးမထားရင်အဲ့လိုမျိုးမလွယ်ဘူးလေကိုတော်မှကဲ8000လေးမြတ်တယ်ဗျာကဲမုံမိုးပေးဖို့ကကိုတော်မှအဲ့စိတ်တဲ့မထားနိုင်တော့ဘူးတကယ်ပြောတာနော်မထားနိုင်ဘူးငါမြတ်တယ်မှ8000လေးကွာကဲမပေးတော့ဘူးနော်ကဲငါလူရေးငါတော့ပေါက်တယ်ဟေးဒါပေမဲ့မဟုတ်ဘူးမပေးနိုင်တော့ဘူးအဲ့ဒီလိုလေးပြောရင်ပြောမှာဒီကိုဆိုသူ့မှာအမြတ်လေး8000လေးကြံတာတောင်မှသူ့အဆင်မပြေတဲ့ကြားကကျွန်တော်မုံမိုးပေးခြင်းလို့လေဘလောက်ဟိုပီတိဖြစ်စရာကောင်းတယ်လေပေါ့နော်အဲ့လိုမျိုးအကိုတွေနောက်ပြီးဦးလေးတွေရှိတယ်နော်အကိုတွေပြောလို့တခြားမရှိဘူးလားဆိုရှိတယ်ဦးလေးတွေရှိတယ်အမတွေရှိတယ်ညီမတွေရှိတယ်စသဖြင့်ပေါ့ဗျာနော်ညီတွေရှိတယ်ဗျာနော်နောက်ပြီးဒါတွေမဲ့လားမဟုတ်ဘူးကျွန်တော်ဒီဟိုဖုန်းကြီးတွေလူတွေမကဘူးလားဆိုမဟုတ်ဖုန်းကြီးတွေလည်းရှိပါတယ်လူနည်းစုနော်လက်ချိုးရည်လို့ရတဲ့လူနည်းစုပေါ့ဗျာအဲ့လိုမျိုးရှိပါတယ်နော်ဟိုတော့ကြတဲ့လူတွေပြောလို့ဖုန်းကြီးမပါဘူးလားဖြစ်နေဖုန်းကြီးလည်းရှိတယ်ကျွန်တော်ရင်ထဲမှာရှိတယ်ကျွန်တော်မပြောတာနော်ဒါပေမဲ့အဲ့လိုကောင်းတဲ့ဖုန်းတွေရှိလို့တချို့ဇရားကြတဲ့ဖုန်းကြီးတွေလည်းရှိတာပဲအဲ့လိုမျိုးပေါ့နော်အများစုဒီဟိုဘယ်လိုပြောမလဲဗျာမကောင်းဘူးပြောတော့လည်းမကောင်းပါဘူးသို့တော်လည်းပဲမကောင်းတာပါပဲနော်အများစုဒီဘယ်လိုပြောမလဲကဲလူနည်းစုကလူကောင်းတွေပေါ့ဗျာနော်ဒီလိုပဲပြောကြပါစို့နော်ဟိုတခါကျွန်တော်ပြောဦးတယ်လေ4393တုန်းကအပြင်မှာ free တင်တုန်းကမွေးကနန်းနေတင်တုန်းကပေါက်တယ်ဖုန်းကြီးဆိုရင်သူပေါက်တာကလည်းသူ5000ဘိုးလောက်သူပေါက်ပုံရတယ်ကိုယ့်ကိုဖုန်းဆက်မေးတော့ဗာမေးတော့တခါကြီးတယ်စားနိုင်တောင်းနိုင်လားဟာဘာတော့စားနိုင်တောင်းနိုင်ငါစားနိုင်တောင်းနိုင်တော့ပါဇက်ကြီးနေလေနော်ကိုအဲ့လိုတွေးတာပေါ့ဗျဘာလို့တော့ဖုန်းဆိုတော့အမှန်စီးပွားရေးအဆင်ပြေလားကွယ်အဆင်ပြေရင်သူကမိုးမပြေဘူးအဆင်မပြေပေးမယ်ဆိုတဲ့သဘောဖုန်းကြီးဖြစ်တော်လေပဲစေနာမပြတ်သားတာနော်မပေးလည်းမပေးပါဘူးကိုလည်းမယူပါဘူးအဲ့ဒီထုံးကပြောတာတကယ်တမ်းဟာတခါကြီးမင်းလိုင်းပေါ်မှာမင်းမွေးကနန်းတင်လို့ကွာငါကြိုက်လို့ထိုးလိုက်တယ်ငါပေါက်တယ်ကွာကဲရော့မင်းကငါမိုးဘလောက်ကွာဆိုတာကိုပြီးသွားပြီလေဇလန်အဲ့လိုဖြစ်အဲ့လိုမဖြစ်ဘူးဟိုဒါကဟိုကဲလူเจ้าပြောနေဖုန်းကြီးအကြောင်းလည်းရောက်သွားပြီအဲ့တော့ကျွန်တော်တို့ကမန်ပါဆိုတာခေါ်ရတယ်နော်အပြင်မှာ free တင်ပေးကွာမင်းချဲပေါက်အကုန်လုံးကမမိုးပေးကြမှာပေါ့မထင်နဲ့အခု963မှာလည်းတချို့ပေါက်တဲ့သူတွေရှိတယ်အပြင်မှာ free တင်တော့လေရတဲ့သူတွေရှိတော့လည်းပဲမသိအောင်ဆောင်းတဲ့သူတွေရှိတယ်ဒါကကိစ္စမရှိဘူးနော်ကိုကပြောပြတာနော်နှိုင်းရင်ပြီးတော့ပြောပြတာအဲ့တော့ကိုကအရှင်းဆုံးဖြစ်အောင်လုပ်တယ်မန်ပါခေါ်တယ်ညံပူတော်ကယူတယ်ဟုတ်ပြီလားအဲ့တော့အဲ့ဒါကတော့ဗျာညံပူတော်ကယူသွင်းလို့ယူတာကိုဟိုဝယ်နိုင်တဲ့လူကဝယ်မယ်မဝယ်နိုင်တဲ့လူကမဝယ်နဲ့ပေါ့ဟုတ်တယ်နော်ပြီးတော့ဈေးစစ်တာတွေဘာတွေမကြိုက်ဘူးလို့ဟိုတနေ့ကျွန်တော်ရှင်းပြခဲ့ပြီးဘာလို့လဲဆိုတော့ကိုဒီမန်ပါကြီးကိုအလေလက်ကနေပြီးတော့သွားတယ်နော်အခုဆိုရင် chair back ကိုကျွန်တော်8000နော်နှစ်ပတ်စာကို1000ခွဲဆိုပြီးတော့စသဖြင့်နော်ကျွန်တော်၄ပတ်စာကို3000စသဖြင့်ကျွန်တော်သွားတယ်နှစ်ဝက်စာကို8000နှစ်ကုန်ဒီဆိုရင်တသိန်းခွဲဆိုပြီးတော့ကျွန်တော်သွားခဲ့တယ်အဲ့တော့အဲ့ဒါကအပြင်လူတွေအတွက်လူဟောင်းတွေအတွက်ကြတော့ကျွန်တော်ဒီနှစ်စကနေပြီးလူဟောင်းတွေအတွက်ကြတော့လူဟောင်းတွေကဲ33000တော့လုပ်ပါဗျာဒီနှစ်ကိုနော်33000လုပ်လိုက်ဆိုပြီးတော့ကိုအဆင်ပြေသလိုလွှဲပေါ်ဗျာလို့အဆင်ပြေတဲ့လူကအဆင်ပြေသလိုလွှဲပေါ်အဆင်မပြေတဲ့လူကတော့အဆင်မပြေသလိုပဲလွှဲပေါ်ရပါတယ်ဆိုကျွန်တော်အဲ့လိုပြောခဲ့တာဒါလူဟောင်းတွေဟိုဘက်ဆက်လိုက်တဲ့လူဟောင်းတွေအဲ့တော့တချို့ကတကယ်ကိုဇရားကြတဲ့လူဟောင်းတွေလည်းရှိတယ်ဇရားကြတဲ့လူဟောင်းတွေဆိုတော့သူတို့ဒီအဆင်ပြေတယ်စီးပွားရေးကိုအဆင်ပြေတယ်အဆင်မပြေတာမဟုတ်တချို့ကဒီစီးပွားရေးကိုတကယ်ကိုလုံနေတဲ့စီးပွားအကြီးလုံနေတဲ့သူတွေရှိတယ်နောက်ဆုံးများငွေ3,900မခဲရင်တဲ့သူတွေတိုးတော်လေမန်ပါကြီးကြတော့မြင်ညော်တယ်နော်သူတို့ဒီချိတ်တယ်မပေါက်ဘူးလားဆိုတော့ပေါက်တယ်ပြီးတော့လောကတွေနဲ့သူတို့ကကောင်းကြတာနော်လောကကတော့မိုက်တယ်ထညာခဲဖို့ပြားရည်လောင်းထားတဲ့အတိုင်းပဲအိုးရွှွှွှဝင်အောင်ပြောပြီးတော့အဲ့လိုလူတွေလည်းရှိတယ်ကဲထားပါဗျာနော်ကျွန်တော်လူတွေပြောရအများကြီးပါပဲနော်အဲ့တော့ပြောချင်တာကအခုလိုမျိုးဒီလိုအကိုတွေနော်တခြားသောဟိုကိုယ်တန်မိုးထားတဲ့ဦးလေးတွေနော်ဟိုအညီတွေညီမတွေအမတွေအတော်တွေပေါ့ဗျာနော်အဲ့လိုမျိုးကိုယ်ပြိတ္တတွေရှိနေရင်ကိုဒီလောက်ရတာအလုပ်ဒီစင်လုံးကျော်အဆင်ပြေတယ်အဲ့လိုမဟုတ်ပါဘူးねအဖုထက်ရှိလာတဲ့သူတွေနဲ့ဆိုရင်ကိုကလောက်ရတယ်အဆင်မပြေတော့ဟိုတနေ့အဲ့လိုဖြစ်တယ်လူဟောင်းနဲ့အဲ့လိုဖြစ်တယ်နော်ဘယ်လိုဖြစ်တယ်လဲဆိုတော့ကျွန်တော်ကအကျိုးသမားတွေရှိတယ်ဗျာတချို့ပါပေါ့နော်ကဲငါကြီးငါကိုကြီးငါထည့်ထားလိုက်ဟေ့နောက်ပြီးတော့မှငါငွေလွှဲပေးမယ်အဲ့ဒါမျိုးကြီးတွေကိုကျွန်တော်မကြိုက်ပါဘူးဆိုပြီးတော့ဟိုးပဲနှစ်တည်းကလေးကျွန်တော်ပြောခဲ့တာနော်နမူနာလေးနဲ့ကျွန်တော်ပြောခဲ့တယ်လူဟောင်းတွေဒီအပြင်ကလူတွေတော့ပိုပြီးသိတယ်ဘာလို့လဲဆိုတော့ကျွန်တော်က Messenger group ထဲမှာအများအားပြောနေကြနော်ဘယ်လူကတော့ဘယ်လိုဒီမှာဆိုကျွန်တော်ပြောတယ်93အပြင်ရဗျာအပြင်ကနေပြီးကျွန်တော်မန်ပါဘွားတော်ကြီးနောက်ပြီးတော့မှငွေလွှဲလိုက်ပါမယ်ဆရာကြီးမန်ပါကနန်းလေးပို့ပါအောင်လို့ပြောလို့ကျုပ်ကကျုပ်ကနန်းကိုနော်ကျုပ်ရဲ့မန်ပါကနန်းကိုကျုပ်နဲ့အတူအိတ်တဲ့မိမတောင်မရပါဘူးလို့ပြောတာဒီတက်ချင်းတာမရှိတော့ဘူးဗျာအဲ့တော့
ကျွန်တော်ကနန်းကိုမမဝင်တဲ့သူတွေပဲပေးတာမဝင်တဲ့သူလက်ငင်းမဝင်တဲ့သူကျွန်တော်မပေးဘူးအဲ့ဒါငကိုတဲ့ကျွန်တော်ပြောပြီးသားလေအဲ့ဒီမှာဒီဘွားတော်ကြီးကလာတောင်းတော့ကျွန်တော်ကမမကနန်းမဟုတ်တဲ့ကိုအကြိုက်နေတဲ့ကနန်းထည့်ပေးလိုက်တယ်ခွန်တို့ညာသုံးမှာ तू ကပေါက်သွားတယ်ကျန်တဲ့ကျွန်တော်မမဝင်မပေါက်ဘူးကဲဗျာကန်ကြည့်ပါအောင်တော့အဲ့မှာကန်ခွဲတာလေးတွေအဲ့ဒီလိုပဲထုံလေး၎င်းလူဟောင်းတွေရှိတယ်ကိုအကျွေးနဲ့ပေါက်မှပေးတဲ့လူဟောင်းတွေရှိတယ်အဲ့လိုပုံစံမျိုးတွေကျွန်တော်မထားဘူးလို့ရေရှည်မှာကျတော့ကိုယ်စိတ်ထဲကိုယ်နဲ့ခံစားရတာအဆင်မပြေဘူးဟာဒီလူတွေကကွာငွေကြီးအဆင်ပြေပါလက်နဲ့ငါကြတော့မမကြီးအဖြစ်တကယ်တမ်းကဲငါကြီးငါတူကြီးနော်ငါကိုမင်းဒီနှစ်မှာမမကြီးဘယ်လောက်တတ်မှတ်လဲကဲကွာငါတော့နှစ်ဝက်ကြီးရောအင်ဘယ်လောက်ငါပေးလိုက်တယ်ဒါမျိုးပေါ့နော်ပြီးတော့မှငါထပ်ပေးမယ်ဆိုရင်လည်းအဆင်ပြေတာပဲအဲ့လိုမျိုးငွေကြီးနိုင်ပြီးတော့အဲ့လိုမလုပ်ပါဘဲနဲ့ပေါက်မှပေးမယ်ဆိုတဲ့ပုံစံမျိုးတွေကတော့ကျွန်တော်စိတ်ထဲကလုံးဝကိုအဆင်မပြေတော့မပြေတော့အဲ့လိုလူမျိုးတွေကျွန်တော်လုံးဝမဟုတ်မထားတော့ဘူးဗျာဒီနေ့မှကျွန်တော်ကမထားတော့အဲ့မှာဒီဘက်မှာတစ်ခါဖြစ်ခဲ့ပြီးပြီကျွန်တော်ရဲ့လူဟောင်းပါပဲလူရင်းပါပဲတိုးတော်လည်း963ကြီးအောင်တယ်မအောင်နဲ့အောင်မိဘာတော့ငါလည်းဘာမှမပြောဘူးကွာကဲမပြောမှတော့ကန်လည်းမဆက်လို့နေမှာပေါ့ကွာဒါငါသူလည်းမပေါက်လို့လားဘာလားညာလားမသိဘူးကဲမပေါက်တော့လဲနေတော့ဆိုပြီးကျွန်တော်လည်းတော့မပြောတော့လဲနေတော့ဆိုပြီးကျွန်တော်ထုတ်ပလိုက်တယ်ထုတ်လို့ဆိုပြီးတော့သူခင်ဗျာလာပြီးပြောချတယ်တတ်နိုင်ဘူးဒါတွေအပြောချင်းဖြစ်ရမှာနော်အပြောချင်းဖြစ်နေရမှာလူဟောင်းတွေပိုသိရမှာလေနော်ကဲထားတော့အဲ့တော့ကဲအခုသွားမယ်ဟာဘယ်ရောက်သွားပြီလဲဆိုတော့နော်အဲ့တော့ကိုကတန်ဖိုးထားသေးချင်တာနော်ကိုပြောတဲ့စကားဒီအထင်ရှားဆုံးဥပမာနဲ့ပြောထားတာကျွန်တော်နဲ့အတူအိတ်တဲ့မိမတောင်မှကျွန်တော်မမကန်းကိုမရဘူးဆိုဒီတက်ရှင်းတာမရှိတော့ဘူးဗျာဟုတ်တယ်မလားနော်လက်တွေပြတယ်ရှိတယ်မဲ့ဘွားတော်ကြီးနော်ဒီမှာကျွန်တော်ဒီ963ပွဲမှာရေးပြီးကျွန်တော်ပြောလဲကျွန်တော်ကြုံတော့ထည့်ပြောဦးမယ်အဲ့ဒီဘွားတော်ကြီးကျွန်တော်ဖုန်းထဲမှာကျွန်တော်ထည့်ပြီးရှာလိုက်ဦးမယ်နော်963ဆိုတော့တစ်ချိန်နှစ်ချိန်သုံးချိန်လေးချိန်5ချိန်မှဘယ်ရက်ကတော့ကျွန်တော်ကြည့်လိုက်အောင်နော်ဟိုတခါကျွန်တော်ဖွင့်ပြဘူးတယ်နော်ကဲတွေ့ပြီဟိုတခါကျွန်တော်ဖွင့်ပြခဲ့ဘူးတယ်နော်ကျွန်တော်ဒီ963ဖွင့်မဲ့ရက်16ရက်နေ့ဒီမှာ16ရက်နေ့မှာသူကျွန်တော်ဖုန်းဆက်တယ်နော်ဖုန်းဆက်တော့ဒီမှာအတန်ဖိုင်းပြောပြမယ်ဖေးရလူပဲပတ်စာကိုနှစ်ပတ်စာလှမ်းလွှဲပေးလိုက်ပါမယ်အခုလောလောဆယ်ဟိုခဏလေးပို့ပေးလို့ရမလားဒီဖုန်းလေးကိုကျွန်တော်အခုဟိုဟာဒီကပတ်လေးလေးဒီမှာတော့ဒီမှာရှေ့ရတဲ့ကနေဟိုလုံးနေကြဟုတ်ကဲ့ဒီဖုန်းလေးကိုပို့ပေးပါဒီလေးအဲ့ဒါလေးဒီနှစ်ပတ်စာလှမ်းလွှဲပေးလိုက်မယ်ဆရာပြောတဲ့အတိုင်းတောင်းဝဲကြီးဟုတ်ဒီနေ့တော့မှလွှဲလို့ရမှာဟုတ်ကဲ့ပါဟုတ်ကဲ့လွှဲမယ်ဒီဟိုဝေးတော့ဒီကနေ့တော့ပေးရကြတယ်လို့နော်ဟုတ်ကဲ့ကဲဟုတ်ကဲ့ဒီမှာဒီတောင်းပေးလိုက်ကြမယ်ဆိုဟုတ်ကဲ့အားလုံးလည်းဒီအဲ့ကနေထိုင်ရတဲ့အလုပ်လုပ်နေတာကဲထားတော့တော့ပြီးလာပို့လိုက်စမ်းဟုတ်ကဲ့ပါရွေးတော့ရွေးစားဖုန်းနဲ့ပို့ပေးပါနော်ဟုတ်ကဲ့အဲ့မှာကျွန်တော်ကဖုန်းပြောပြီးပြီနော်ဖုန်းပြောပြီးတော့အော်သူဒီကလူဟောင်းမဲ့နေမှာဘာညာပေါ့ဗျာရုပ်တဲ့ချဲဖွင့်ကန်နေဗျာဖွင့်မဲ့ချက်ဒီနော်ကျွန်တော်အဲ့မှာခဏနေရေးပြီးအဲ့မှာအတန်းနေကျွန်တော်ပြန်ကြည့်တယ်ဒီဘက်မှာ तू ဘာတွေပြောခဲ့တယ်လဲရှေ့မှာကျွန်တော်ပြန်ရှာကြည့်တော့ဒီမှာကလည်းနော်ဖုန်းပြောတာဟယ်လိုဟယ်လိုနေတော့ဘလို့မလို့ရတာတော့နာတပတ်စာကို8000နှစ်ပတ်စာကို1000ခွဲပါဗျာနှစ်ပတ်ကိုဘယ်လား1000ခွဲနှစ်ပတ်ကို1000ခွဲဟုတ်ကဲ့ဟုတ်ကဲ့ဆရာဒီနေ့တည်းမပြီးပါဘူးဒီနေ့တည်းမပါသေးဘူးဟုတ်ကဲ့ဟုတ်အဲ့ဒါလေးနာမည်ကြည့်တယ်မှာနာမည်ချင်းကြတော့လမ်းတော့နေနေရအောင်ဟုတ်ကဲ့ပါဟုတ်ကဲ့အကောင်းဆုံးလေးတွေရွေးချယ်လိုက်ပါအောင်ဟုတ်ကဲ့ပါဆရာကြီးတမ်းပါပါစေဟုတ်ကဲ့ပါအဲ့တော့ဒါတော့သူဒီနေ့ပေါက်ပြီးပါပြီလားမပါသေးဘူးပေါ့နော်မပါသေးသူဝင်မယ်ဆိုလိုချင်တာကဒီနေ့မှာမပါသေးလို့သူဝင်မှာဒီဟိုးအချိန်မှာလည်းမြန်လာ2လပိုင်း9ရက်ဒီမှာဖုံးဆက်ထားတယ်ဆရာကြီးပေါက်ပြီးပါသွားပြီလားဒီနေ့ထဲကိုညာဒီနေ့ချက်မပါသေးပါဘူး။ဒီနေ့ထဲပေါက်ပြီးရပြီလားပေါက်ပြီးပါသွားပြီလားလို့မပါသေးပါဘူးဗျ။ဟယ်လိုဆရာကြီးကဒီဘက်ကကြားပါတယ်ဗျဟုတ်တယ်အဲ့ဒါအရင်ဝယ်တဲ့အားလေးအဲ့ဒါဒီနေ့ထဲကိုပေါက်ပြီးပါသွားပြီလားလို့ဆရာကြီးကမေးကြည့်တာတတိယလို့မပါသေးပါဘူးဗျမပါသေးဘူးပါဟုတ်ကဲ့ဟုတ်ပါအဲ့ဒါမျိုးဆက်တော့ဒီတော့ဒီဆက်တော့ပြန်နေမှာသူတို့ပတ်စားဆက်နေတာလမ်းတော့ဝယ်ရအောင်လို့ဟုတ်ကဲ့ပါဟုတ်ကဲ့ဟုတ်ကဲ့
အဲ့ဒါမေးကြည့်တာတော့ရတဲ့တော့လည်းအဲ့တော့ပြန်လာဆိုတော့ပတ်သက်ချက်တွေလို့အဲ့လိုအဲ့သူပြောချင်တဲ့အဓိပ္ပာယ်ကဒီနေ့ထဲမှာပေါက်ပြီးပါသွားပြီလားမပါသေးရင်ပါတော့မှမို့လို့သူကဝင်နေတာဒီမှာလည်းမေးတယ်ဒီမှာလည်းမေးတယ်နော်ဒီနေ့ထဲမှာပေါက်ပြီးပါသွားပြီလားမပါသေးရင်သူကဝင်မှာအဲ့လိုတွေအတိတ်မှာပြောခဲ့ပြီးတော့ဒီမှာ2လပိုင်းနေကြတဲ့ဆက်တယ်ဗျာနော်တစ်ခါလဲမက2ခါလဲမကဆက်ပေးပြီးတော့မှဖွင့်မဲ့ရက်ကြံမှာနောက်ပြီးတော့မှငွေလွှဲလိုက်မယ်ဆိုတော့ကျွန်တော်အဲ့မှာအင်တင်ဖြစ်သွားပြီစိတ်ထဲကအင်မီလေးဟုတ်တယ်မလားကဲတော့ဆိုကြပါစို့ကဲဆရာကြီးအခုငွေလွှဲမလို့ဥမာပဲနော်ဟိုဒါခဏဝယ်မလို့ခဏလေးစောင့်မအောင်ဆိုကျွန်တော်စောင့်လို့ရတယ်သူနောက်ဆုံးပိတ်မှာကဒီ10:53အဲ10:53ဒါနောက်တစ်ခေါ်တယ်မ10:32မှာသူဆက်တယ်ကျွန်တော်လည်းဖုန်းပြောလိုက်တယ်အဲ့မှာ तू ကညနေကျမှလွှဲမယ်ပေါ့ဗျာနောက်ပြီးတော့မှလွှဲမယ်ခဏကိုအရင်ချပြီဆိုကျွန်တော်ခဏနေရေးခဲ့ပြီးပြီဒီသူ့ကိုပို့ရေးပြီးတော့မှနေအောင်လို့သူနဲ့ငါနဲ့ဘယ်တော့မှဘာတွေပြောထားလို့ပြန်ကြည့်လိုက်တော့မှအရင်ကဒီလိုတွေပြောတာကိုအရင်ကတည်းကကွာပြောထားပြီးတဲ့ဟာကိုမမဝင်းရင်စောစောစီးစီးဝင်ပေါ့အခုကျမှလာသလားဆိုပြီးကျွန်တော်ကလည်းမပို့တော့ဘူးခဏအဲ့နောက်မှ तू ဖုန်းထပ်ဆက်တယ်ဒီမှာ52မိနစ်ဖုန်းဆက်တယ်53မိနစ်ဖုန်းထပ်ဆက်တယ်ကျွန်တော်မကင်တော့တာဟိုကွာဆိုကျွန်တော်အဲ့မှာအလောက်ကလည်းရှုပ်သွားတော့မကင်တော့ဘဲနဲ့သူ့ကိုခဏန်းကြီးကိုရေးပေးပြီးတော့မှမပို့ပြတော့တာအဲ့ဒါသူ့ရဲ့ကံကိုသူ့ရဲ့ဒီဟန်ပန်ဘယ်လိုပြောမလဲသူကိုယ်တိုင်သူ့ရဲ့ကံတရားကိုဖဲအောင်လှုပ်သွားတာပဲအဲ့ဒါသူ့လှုပ်ရက်ဒီသူ့ကံကိုဖဲသေးတဲ့အကြောင်းရင်းပဲဒါလက်တွေပြောပြတာနော်ဒါအခု963အောင်မဲ့အပတ်မှာပဲနော်တကယ်ဆိုဆရာကြီးစောင့်မအောင်ဒီပါလေနော်အရင်ရက်တွေကဗျာဥမာအပြင်ကငွေလွှဲဝင်ထားလိုက်ပြီးပြီလေဟိုအရင်ကလေးကတစ်ခါလေးမကနှစ်ခါလေးမကသူကိုနဲ့ကိုပြောကာနော်အမြဲဒီဖုန်းလမ်းဆက်ပြီးတော့မေးပါပြောပါလျှက်နဲ့ကြိုတင်ကို तू ကမဝင်ပါဘဲနဲ့နော်ဖွင့်မဲ့ရက်ကြမှာနောက်ပြီးတော့မှလွှဲမယ်ဆိုတော့ကျွန်တော်ကိုယ်တိုင်ကဲတော်ပြီကွာအရင်ကလေးကငါမေးထားပြောထားပြီးတစ်ခါလေးမကနှစ်ခါမကပြောပါလျှက်နဲ့အခုလဲဟုတ်မယ်အကျွေးပေါ့ဗျာနော်ကဏ္ဍလေးလှမ်းပို့ပေးပါဦးနောက်ပြီးလွှဲလိုက်ပါဆိုပို့တော့ကွာဆိုပြီးကျွန်တော်မပို့တော့တာအဲ့ဒါသူ့ကံကိုသူ့လို့ရက်တည်းဖယ်သွားစေတာပဲနော်အဲ့လိုမျိုးတွေရှိတယ်အဲ့တော့ကျွန်တော်ကလူဟောင်းနေစီအမြဲမပြတ်ပြောလာတာဘယ်သူကတော့ကျွန်တော်ဘယ်လိုဆက်ဆံတာကျွန်တော်အဲ့ဒါစိတ်ထဲမှာဆင်မပြေဘူးနော်တကယ်တမ်းဆိုသူတို့ဒီစီးပွားရေးအဆင်ပြေတယ်ပြေပါလျက်နဲ့ကိုယ့်ကိုဒါတန်ဖိုးထားမှာအဲ့လိုဖြစ်ရမှာလေနော်အကိုထုံးဆိုလဲအဲ့လိုပဲကျွန်တော်ကိုယ့်အကိုထုံးကိုရစေခြင်းလို့ကျွန်တော်ကိုယ်တိုင်ဒီပဲလင်းအကိုထုံးကဏ္ဍကိုလိုချင်ခြင်းအကိုထုံးစီမံသွားပြီးမန်ပါဝင်မှာကျွန်တော်ကအကိုထုံးကဏ္ဍကိုပေးလို့ရတယ်ဒါပေမဲ့မပေးဘူးဘာလို့လဲသူ့ရှာဖွေမှုဒီနော်သူ့ကိုလည်းတန်ဖိုးထားရမှာရစေချင်တာလေအားကြောင့်မလို့အကိုထုံးရဲ့ကဏ္ဍကိုလိုချင်ရင်အကိုထုံးစီမှာမန်ပါသွားဝင်ပါနော်ကျွန်တော်ကလုံးဝမပေးပါဟိုးဘက်နေ့တကယ်အကိုထုံးမန်ပါမခေါ်ခင်ကတည်းကကျွန်တော်အဲ့လိုပြောခဲ့တာဘာလို့လဲဆိုသူ့ကိုရစေချင်လို့ဒါနော်ဒါဖြစ်တဲ့နေလေဖြစ်ထိုက်တယ်လေနော်အဲ့လိုကဲဟုတ်ပြီစကားတွေကရှည်သွားပြီဆိုတော့အဲ့လိုမျိုးကိုယ့်ဘောတန်ဖိုးမထားတဲ့သူတွေနောက်ပြီးဈေးစစ်တဲ့သူတွေနဲ့ဆိုတော့ကျွန်တော်အပြေးလစ်မှာပါလို့နော်ဟုတ်ပြီလားဒါကကြုံတုံးမှာထည့်ပြောပြတာနော်ပြောတင်ပါပြီဗျာနော်တချို့ကကြတော့အဲ့လိုမဟုတ်ဘူးတန်ဖိုးမထားကြဘူးကဲအဲ့ဒါဆိုကြည့်မယ်ကျွန်တော်တန်ဖိုးထားတယ်မထားတယ်ကဲဒီမှာကြည့်လိုက်တော့ကျွန်တော်တို့ဒီပုံစံကိုလိုက်ပြီးရှာမယ်ဆိုရင်ရှာကြည့်ပါအစားဆုံးနော်လွယ်သလားခတ်သလားဗောနော်လွယ်သလားယာမဟာလားလွယ်သလားခတ်သလားယာမဆိုလို့ရှာကြည့်လိုက်ပေါ့ရှာနိုင်တဲ့သူကတော့လွယ်မှာပေါ့မရှာနိုင်တဲ့သူကတော့ခတ်မှာပေါ့အဲ့လိုရှာတော့ဘာရတယ်လဲအတွေးလေးတွေရလာတယ်ဘလို့အတွေးတွေရတယ်လဲဇောင်းမောင်းချင်း5လို့5-3ချက်ရိုက်လိုက်တယ်ပထမဦးဆုံး5ရိုက်တဲ့ဒီ3လုံးဒီပေါက်သည့်ဖြစ်2နှစ်စတိုက်ဆက်ပြီးထွက်တယ်အဲ့လို2နှစ်စတိုက်ဆက်ပြီးထွက်ခဲ့တဲ့ကဏ္ဍဒီအချိန်ခါမရွေးသူဒီလိုက်ပြီးတော့ပြုတ်ပေးတယ်ဒီမှာ4-3-8တွေလာပြုတ်ပေးဟုတ်ပြီနော်အချိန်ခါမြေပြန်ထွက်ပေးတယ်မထွက်မပြီးမွေးကဏ္ဍပေါ့ဗျာဒါဆိုရင်ဒုတိယအချက်ဖြစ်တဲ့ဇောင်းမောင်းချင်း5ဆိုတဲ့5-3ချက်ရိုက်ပြီအဲ့ဒီ5-3ချက်ရိုက်လိုက်တဲ့ပထမဦးဆုံးရိုက်လိုက်တဲ့8-5ဆိုတဲ့5ပရိကဏ္ဍဒီ3လုံးဒီကျွန်တော်တို့2နှစ်စတိုက်ကိုထွက်ပေးတယ်ဒါသူ့ရဲ့ဘယ်လိုပြောမလဲဖြစ်စဉ်လေးပေါ့နော်2နှစ်စက်တိုက်ကိုထွက်ပေးတယ်နှစ်ကတော့အကွာဝေးမကိုက်ဘူး2နှစ်စက်တိုက်ကိုစက်တိုက်သူထွက်ပေးခဲ့ထွက်ပေးပြီးတော့လည်းသူဒီနားပြီလားမနာဘူးနော်ဟိုဘယ်လိုပြောမလဲဂျားထဲမှာနှစ်အတန်ကြာတော့သူနားသွားတယ်ပြီးရင်သူဆက်ပြီးမထွက်မပြီးနေတဲ့ဆက်ကြပေးတယ်ဟုတ်ပြီနော်ဘာမှမရှုပ်ဘူးနော်ပထမဦးဆုံးဇောင်းမောင်းချင်း9ရိုက်လိုက်တဲ့ဒီ3လုံးဒီ2နှစ်စက်တိုက်ကိုအရင်ထွက်တယ်ပြီးရင်နောက်တစ်ခါထပ်ပြီးတော့အချိန်ခါမျိုးလာထွက်ပေးတယ်ထုံနည်း၎င်းဒုတိယကမှဖြစ်တာလေဒုတိယကတ်ကဖြစ်စဉ်မှာဖြစ်ထားတဲ့ဇောင်းမောင်းချင်း9-3ချက်ရိုက်တဲ့အပေါ်ဆုံးက9ရိုက်တဲ့3လုံးကြီးလေ2နှစ်စက်တိုက်ကိုအရင်ထွက်ပေးခဲ့တယ်ပြီးရင်သူဒီကြားထဲမှာနှစ်အတန်ကြာနားပြီးတော့မထွက်မပြီးဆက်ပြီးတော့ထွက်ပေးခဲ့တယ်ဒါဆိုကျွန်တော်တို့တတိယကတ်မှာဇောင်းမောင်းချင်း9-3ချက်ရိုက်ခဲ့ပြီပထမဦးဆုံးဇောင်းမောင်းချင်း9ရိုက်တဲ့4-6-5ဒီ2နှစ်စက်တိုက်ကိုသူကထွက်ပေးထားပြီးပြီလေ2နှစ်စက်တိုက်ထွက်ပေးထားပြီးပြီသူဖြစ်တဲ့နောက်မှာနော်4-6-5ဖြစ်တဲ့ဒီနောက်နှစ်မှာနော်
ထွက်ပြီဒီမှာထွက်ပြီနှစ်သက်တိုက်ထွက်ပြီဒါဆိုသူဒီနှစ်အတန်ကြာလဲနားနေခဲ့ပြီသူဒီအချိန်ခါမရွေးထွက်ကြလာနိုင်တဲ့ခဏဖြစ်သည်လို့ကျွန်တော်ကယူဆတာအပိုင်မဘူးအတက်မသိဘူးသူဘလို့ထွက်မှမသိဘူးကျွန်တော်ဒီလိုလိုက်တွေးတာဒါသူ့ရဲ့ဖြစ်စဉ်တိုင်းလိုက်တွေးတာအဲ့တော့ကိုလူတွေကလည်းကိုပြလိုက်တော့လွယ်လိုက်တာဟာဆောင်းမောင်းချင်း9-3ရက်ရိုက်တယ်နော်ဒီ9သည်နှစ်နှစ်ဆက်လိုက်ထွက်ပြီးရင်ပြန်ထွက်တယ်လွယ်တယ်လေနော်ဆောင်းမောင်းချင်း9-3ရက်ရိုက်တယ်ဒီ9သည်နှစ်နှစ်ဆက်လိုက်ထွက်တယ်ပြီးရင်ပြန်ထွက်ပြီးမယ်လွယ်တယ်လေဟုတ်တယ်မလားဒီ9သည်ဆောင်းမောင်းချင်း9ရက်တဲ့ဒီ9သည်နှစ်နှစ်ဆက်လိုက်ထွက်ခဲ့ပြီးလိုက်ထွက်နိုင်တယ်ပြလိုက်တော့လွယ်လိုက်တာရှာကြီးပါလားမလွယ်ဘူးလေဟုတ်တယ်မလားအဲ့ဒါတန်ဖိုးထားစေချင်တာကဲအဲ့တော့ကျွန်တော်တို့က964ခဏန်းသည်မဖြစ်မနေဒါမထွက်မပြီးပဲနော်မထွက်ဘူးလီပေါ့ဟုတ်လားဘယ်နှစ်မှလာမယ်တော့မသိဘူးသူကနော်မထွက်မပြီးကောင်းပြီအဲ့ဒါဆိုဟိုတနေ့ကလည်းကျွန်တော်တင်ပေးခဲ့ပြီးအဲ့ဒီခဏန်းဆိုင်အခုလည်းထပ်တင်ပေးမယ်အခုထပ်တင်ပေးမယ်ကောင်ဘယ်လိုင်းတင်မလဲကျွန်တော်တို့943ခုဇလန်နော်943ခုဇလန်ဆိုတော့ဘယ်ကစပြောရမလဲကျွန်တော်ဒီကနေစပြောနည်းနည်းတော့အစကိုပြန်ကြော့လိုက်မယ်နော်အဲ့ဒီဇလန်အစဆုံးတွေကဟိုးရှိတွေမှာကျွန်တော်တင်ပေးခဲ့ပြီးသားဖိုင်နေဆိုတော့ဝင်ကြည့်လိုက်ပါနော်ကျွန်တော်ကအဲ့မှာအစဆုံးကိုမပြောတော့ဘူးကြော်ခွပြောလိုက်တော့မယ်ကဲ943ခုဇလန်တဲပြည့်ဇလန်လာပြီးတဲပြည့်ဇလန်တွေထဲမှာဘယ်လိုလာကြကျွန်တော်ကြည့်မယ်စာရွက်တွေကဒီစာရွက်ကြီးအရှိကြီးဗျာ943ခုဇလန်ဒီမှာ943 43ခုဟိုဖြစ်နေဗျာသူ့စာရွက်နဲ့သူပြမှာအဆင်ပြေမှာဒီလိုပြတယ်နော်943 3ခု4 3ခု20တို့ရိုက်ကြတာဟုတ်ပြီနော်ဒါဆို943 3ခု4 3ခု20တို့ရိုက်ကြတာအဲ့လိုရိုက်ခဲ့ရတဲ့ဒီ943တို့43ခုနဲ့ဇလန်နေဒီ943ခုဇလန်နေကျွန်တော်ဒီပြောခဲ့ထားပြီးသားတွေရှာကြည့်လိုက်တော့အဲ့ဒီလိုရိုက်တဲ့ဟိုးအောင်မှာပြသတယ်အဲ့ဒီ943တို့43ခုတို့ဇလန်ကြီးဟိုးအောင်မှာခွန်9ခုရှိတယ်နော်ခွန်9ခုကြီးတဲပြီး981တဲပြီး261တဲပြီး3မွေးတိုင်းတဲထားတယ်ဒီမှာလည်းအဲ့လိုပဲပေါ့ဗျာကျွန်တော်တို့ဒီ3မွေးတိုင်းတဲထားတယ်တဲထားတဲ့1ရှင်9ကလည်းလိုက်ပြီးထွက်တယ်ဒီ981ကလည်းလိုက်ထွက်တယ်နော်ဒါကြီးရှင်းပြခဲ့ပြီ981ဒီ981လို့ဒီမှာလိုက်ပြီးတော့ထွက်ပြီးပြီးတာနဲ့တဲပြစ်ပြီးတာနဲ့သူ့အောင်မှာခွန်30လေးပြန်ညလာတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောခဲ့ပြီးနော်ဒီမှာလည်းဒီ981ကနန်းကြီးဒီကျွန်တော်ဒီမှာလာပြီး981ကနန်းကြီးလိုက်ထွက်ပြီးလိုက်ထွက်ပြီးတဲ့နဲ့သူ့ရဲ့အောက်မှာကျွန်တော်ခွန်30ပြန်ညဇလန်းကြီးကစားခဲ့တာကျွန်တော်ရှင်းပြခဲ့ပြီးအဲ့ဒါပြန်ကြည့်လိုက်တော့အဲ့ဒါဆိုကျွန်တော်ဒီခွန်9ခွန်လည်းတဲပြစ်ပြစ်တဲ့အခါမှာဒီခွန်9ခွန်နဲ့အချိန်ကိုင်းမှာကျွန်တော်တို့ဒီ943တို့43ခွန်တို့ရှိကြတာဟုတ်ပြီနော်ဒီခွန်9ခွန်နဲ့အချိန်ကိုင်းမှာကျွန်တော်ဒီမှာ943တို့43ခွန်တို့ရှိကြတာအဲ့ဒီ943နဲ့43ခွန်တို့ဒီဘယ်ကလာတော့ဒီ943နဲ့43ခွန်တို့ဘယ်ကလာတော့ဆိုရင်ဘူယိုခိုင်းတော့ရှင်းနေပြီနော်ကျွန်တော်ပြန်ရှင်းပြအောင်ကဲနည်းနည်းတော့ပြန်ကောက်လိုက်မယ်ခုနက981နည်းနည်းပြန်ကြော့လိုက်မယ်နော်နမူနာပေါ့981တို့အုပ်စုဖွဲ့တဲ့ဒီခွန်9ခွန်တို့981တို့ရဲ့ဟိုးအပေါ်မှာကျွန်တော်တို့390ရှိတယ်အဲ့ဒီ390ဒီပြန်ကြဖို့ရအတွက်နော်ဒီ390ဒီပြန်ကြဖို့ရအတွက်သူ့ရဲ့ဟိုးအောက်မှာရှိတဲ့981ကိုမင်းအရင်လာထွက်လေမင်းအရင်ထွက်လေမင်းထွက်တဲ့အောက်မှာငါပြန်ကြမယ်ဆိုပြီးသူကထွက်ခဲ့ပြီးပြီဒါလေးကျွန်တော်ရှင်းပြခဲ့ပြီးသားတယ်ပေါ့နော်ဒီမှာနည်းနည်းကျွန်တော်ပြန်ကြော့လိုက်တာဒီဘက်မှာလည်းထုံနည်းလည်းကောင်းမယ်ဒီ390ဒီသူပြန်ကြဖို့ရအတွက်ငါကြမယ်ငါကြဖို့ရအတွက်ဟဲ့အောင်ငါအောက်ကဟိုးငါရဲ့ဟိုးအောက်မှာရှိတဲ့981မင်းအရင်လာထွက်လေမင်းထွက်ပြီးတော့မှမင်းရဲ့ဟိုးအောက်မှာငါလာမှာမင်းရှိတဲ့နေရာမှာငါလာမှာငါပြန်ကြမှာနော်အဲ့လိုကြခဲ့တယ်လို့ဒီတစ်ခါလဲဒီခွန်9ခွန်ကြီးက981မင်းသွားလို့ငါလည်းသွားမှာမင်းလိုပဲငါသွားမယ်အဲ့မင်းလိုငါသွားဖို့ရအတွက်ငါရဲ့ပုံမှာ943တို့43ခွန်တို့ရှိတယ်အဲ့ဒီ943နဲ့43ခွန်ကြီးဘယ်ကလာတော့အဲ့943ဒီအဲ့နှစ်ထဲမှာပဲ943ကရှိတယ်ဟုတ်ပြီနော်943ရှိတယ်ခွန်30ဆောင်းထိုးတယ်နှစ်ခုပဲခွဲသွားပြီနော်943ရှိတယ်ခွန်30ဆောင်းထိုးတယ်အဲ့943ရဲ့ဒီဘက်မှာ3ည2နှစ်တွေထောင်တယ်3ည2နှစ်ထောင်တဲ့ကောင်ကြီးဟောဒီခွန်9ခွန်ရဲ့ပါဝါတွေဖြစ်တဲ့ဇလန်းတွေအဲ့လိုသွားခဲ့တာနော်ထားအဲ့ဒါဆို943ကဒီထဲမှာနှစ်ခုခွဲနောက်တစ်ခုခွဲတဲပြီးတဲလိုက်တဲ့943ရဲ့အောက်မှာ90ဆောင်းထိုးတာတွေရောဒီဘက်ကိုမြန်သွားလိုက်ပြီလား43ခုရှိတယ်ဗျာဒီမှာ63ညတွေဒီမှာ846ဟုတ်ပြီနော်အုပ်စုပေါ့ဗျာဆိုလိုချင်တာကအဓိကမင်းရတော့943နဲ့43ခုတို့ပြန်ပြီးကစားထားတာအဲ့တော့ဒီခွန်9ခွန်ရဲ့ဟိုးပေါ်မှာရှိတဲ့943နဲ့43ခုတို့ဒီနော်ဒီခွန်43နဲ့553တို့ဖြစ်သည်အဲ့ဒီခွန်43တို့553တို့ရှိတဲ့စီမှာ63ည1တို့864တို့နဲ့အချိန်ကိုက်မှာခုနခွန်9ခွန်ကြီးပြန်ထုတ်သွားတာဟောဇလန်ကငါလဲ981မင်းလို့တဲပြစ်ပြစ်မှာအဲ့တော့ငါသွားတဲ့နေရာမှာလဲမင်းလို့သွားမှာမင်းသွားတဲ့အခါမှာ
မင်းထွက်ပြီးတော့မှနော်မင်းထွက်ပြီးတော့မှမင်းအောက်မှာလိုက်ကြတယ်ပြန်ကြသည်မင်းတို့ငါတို့ရဲ့ဟိုးပေါ်မှာရှိတဲ့390ဖြစ်သည်သူကတလူသွားတာပေါ့နော်ဒီမှာလည်းအဲ့လိုပဲငါရှိတဲ့မင်းလည်းတည့်ပြသွားတယ်မင်းသွားတဲ့အခါမှာအဲ့မှာခုနကဒီဇလန်တွေရှိတယ်630ဇလန်တွေရှိသေးတယ်ဒီမှာကျွန်တော်ခွန်လေး3တို့631တို့ကစားတဲ့631ကဒီမှာလှဲတဲ့ဇလန်တွေရော630လှဲတဲ့ဒီဘက်မှာငါရှိတဲ့လာထွက်တာတွေရောဇလန်တွေရှိတယ်နော်ကျွန်တော်ရှင်းပြခဲ့ပြီးသားတွေပါနော်ကျွန်တော်ရှေးမှာဆိုလို့နော်အခုဖိုင်လည်းရှင်းနေပါပြီနော်ဒါအတူချုပ်ပြောတာပေါ့နော်ဒီမှာလည်းအဲ့လိုပဲ8တဲ့9ဒီမှာလာပြီးတည့်ပြီးဖို့ရအတွက်ခုနကဒီ943တို့ဒီ43ခွန်တို့ဒီမှာ943တို့43ခွန်တို့ဒီသူက943တို့43ခွန်တို့ဖြစ်ထားခြင်းကြောင့်ဘယ်ရောက်သွားဒီမှာမျက်စိတော့ပြောက်ဒီမှာ6တုံညာဒီမှာ43သူကဘုံထည့်ရနော်943တို့43ခုတို့ဖြစ်ထားခြင်းကြောင့်အဲ့အောင်မှာ6တုံညာတိတိရှိခြင်းကြောင့်ရှိတဲ့6တုံညာ100 630တွေလှဲခြင်းကြောင့်630လှဲတဲ့ဒီမှာ9ရှိတဲ့လိုက်ထွက်တဲ့အကြောင်းတွေကိုဇလန်တွေအများကြီးရှင်းပြခဲ့ပြီးသားဝင်ကြည့်လိုက်တော့နော်ဒီညမှာတော့9ရှိတဲ့ဒီတည့်ပြပြပြီးတဲ့အောက်မှာသူ့ရဲ့အောက်မှာလာတဲ့ခဏဒီအဲ့981တို့ခွန်9ခုတွေဟိုးပေါ်မှာရှိတဲ့390ဖြစ်သည်ဆိုပြီးတော့လာသွားခဲ့တယ်လို့အခုလည်းပဲခွန်9ခုဒီမင်းသွားတယ်လို့ငါလည်းတဲပြသွားမှာငါတဲပြသွားဖို့ရတော့ငါရဲ့ပုံမှာရှိတာဒီ943နဲ့43ခွန်တို့ရှိလို့အဲ့ဒီ943တို့43ခွန်တို့ဒီ43ခွန်နဲ့943တို့ပြန်ပြီးကစားထားခြင်းကြောင့်အဲ့ဒီ43ခွန်တို့943တို့ရှိတဲ့ဟိုးအောင်မှာငါခွန်9ခွန်သွားပြီးထုတ်မယ်ငါထွက်မယ်ဆိုပြီးလာထွက်ခဲ့တာဇလန်အဲ့လိုဒီမှာလည်းအဲ့လိုပဲနော်ဒီခွန်9ခွန်ကလည်းအဲ့လိုပဲကဲမင်းလိုပဲငါလည်းတဲပြသွားမယ်ငါသွားဖို့ရတော့ငါရဲ့အပေါ်မှာရှိတာဒီ943နဲ့43ခွန်တို့ဖြစ်ခြင်းကြောင့်အဲ့ဒီ943နဲ့43ခွန်တို့ဒီစီကျော်ထဲမှာ43ခွန်တို့ကဘုံ43ခွန်တို့631တို့86လေးတို့ပေါ့နော်ဘုံလုံးထားလို့43ခွန်တို့943တို့တဲထားခဲ့ခြင်းကြောင့်အဲ့ဒီ43ခွန်တို့943တို့ရှိတဲ့စီမှာငါဒီခွန်9ခွန်ကိုပြန်ထုတ်မယ်ဆိုပြီးလာထွက်ခဲ့တာခွန်9ခွန်နေရာရောက်ပြီမှတ်ခဲ့ခွန်9ခွန်နေရာရောက်ပြီမှတ်ခဲ့အဲ့ဒီပုံမှာကျွန်တော်သွားပေါက်အဲ့ဒီပုံမှာသွားပေါက်ဟုတ်ပြီနော်ခွန်9ခွန်နေရာမှတ်ခဲ့လိုက်တော့ကဲသွားပေါက်မယ်မြန်သွားပေါက်တော့မယ်ကောင်းပြီဒါဆိုကျွန်တော်ခွန်9ခွန်ကြီးမှာလာထွက်ပြီဟုတ်ပြီနော်ခုနကပြောတဲ့ဒီ631တို့ဒီမှာခွန်43တို့မပါတော့နော်မဆွဲတော့ဘူးရှုပ်မှာဆိုလို့631တို့846တို့553တို့ရဟုတ်အောင်မှာ9ခွန်ကြီးတက်ပြစ်လိုက်ပြီဒီမှာလည်းထုံးလေးလည်းကောင်းမယ်နော်ဒီမှာခွန်43ကဘုံဖြစ်နေတယ်ကျွန်တော်မဆွဲတော့ဒီ631တို့846တို့ဒီမှာကျွန်တော်553တို့ရဟုတ်အောင်မှာကျွန်တော်9ခွန်ကြီးလာတော့ခဲ့ပြီ9ခွန်ရဲ့တပင်ကျော်ကနေအပေါ်တက်ပြီးမှဒီပွဲရောက်ပြီဒါဆိုဒီ9ခွန်ရဲ့တပင်ကျော်ကနေကျွန်တော်အပေါ်တက်ပြီးမှဒီပွဲရောက်ပြီဒီမှာလာထွက်တဲ့ခွန်63ဘယ်ရလာတဲ့ကောင်တော့လိုရင်းပြပြဒီခွန်63ဘယ်ရလာတဲ့ကောင်အဲ့ဒီစီကြော်တဲ့မှာဘာရှိသေးလဲဆိုတော့အခုဒီ9ခွန်ရဲ့ဟိုးရှေ့မှာ846ရှိတယ်ဒီမှာ846ရှိတယ်အဲ့ဒီ846ကလည်းတဲပြစ်ပြစ်တာဘယ်ကိုရောက်တယ်ဆိုဒီကိုရောက်တာ846ဒီတခါအဲ့တမိုင်းရှင်းရလိုက်ဦးမယ်ဗျာမထူးတော့အောင်ရှင်းလိုက်ဦးမယ်နော်မှတ်ခဲ့လိုက်နော်846တမိုင်းဒီမှာရောက်ပြီကျွန်တော်ဒီမှာမြန်ရှင်းလိုက်မယ်နော်ဒီမှာခုနကဒီ846 6တုံညာတည့်ရဲ့အောက်ကဒီ846ဒီကျွန်တော်ဒီကိုလှည့်ပြီးတဲပြစ်လိုက်ပြီသူဒီဒီမှာအဲ့ခွန်30တို့ခွန်80တို့နဲ့တွဲပြီးကစားတာကျွန်တော်အဲ့ဒါတွေကဗျာတော်တော်ကြီးကိုရှင်းပြမယ်ဇလန်းနေဆိုနောက်တစ်ခါကျွန်တော်ကြုံတော့မှထည့်ရှင်းပြမယ်နော်ဒီထဲမှာရှင်းရင်ဒီမှာနော်ဒီလိုဆွဲထားတာရှင်းတယ်ခုနက846ဒီကလာတဲ့846ဒီနာဘယ်ရောက်သွားတော့ဒီထဲမှာဆွဲထားတာမရှိဘူးနော်ခုနကဒီ6တုံညာတင်းနဲ့846ဆွဲထားတာမရှိတော့ကျွန်တော်အလုပ်ပြဒီမှာ6တုံညာတင်းနဲ့အောက်မှာ846ကြီးတယ်ကဲထားတော့နော်ဒီနားမှာဒီမှာ846လေးအဲ့846လေးဒီကိုပြစ်ပြီးပြစ်တဲ့အခါမှာတူဒီခွန်80တို့390တို့အောက်ကိုရောက်ခဲ့တာနော်ဒါဆိုဒီ846ကဘိုးခုနက6ညတင်နဲ့846တွန်းဖို့အဲ့ဒီကောင်တွေကိုပြစ်လိုက်ပြီပြစ်တဲ့အခါမှာသူဒီမှာခွန်80တို့ခွန်30တို့စီကိုရောက်ခဲ့တာအဲ့ဒီခွန်80နဲ့တွဲတဲ့ခွန်30 846နဲ့တွဲတဲ့ခွန်30ကမှနော်ဒီ846နဲ့တွဲတဲ့ဒီခွန်30ကမှကျွန်တော်နှစ်ကြိမ်မှလာထွက်ပြီးတယ်ခုနခွန်30ပြန်ကြနှစ်ကြိမ်မှလာထွက်ပြီးတဲ့ခွန်30ပြန်ကြတွေဖြစ်ခဲ့တာဇလန်းနေအဲ့လိုပေါ့နော်အရှိကြီးတွေကပူဒီပိုင်းရှင်းနေပြီကောင်းပြီဒါဆိုရင်အဲ့ဒီ846တီဘလို့ကစားလဲသူ့ရဲ့အပေါ်က1 2 3 4ကိုဖိုးအေကိုပြန်ကြတော့ခွန်6လို့ဆောင်ထုတ်ကြဇလန်းနေအများကြီးရှိတယ်အဲ့ဒီခွန်6ဆောင်ထုတ်တော့မှတ်လိုက်ဒီ846ရဲ့ပေါ်1 2 3 4ကိုဖိုးအေကပြန်ကြတာဘယ်မှာကြတော့ခွန်6လို့ဆောင်ထုတ်ပြီးကြတာမှတ်လိုက်မြန်လေးအဲ့ဒီခွန်6ဆောင်ထုတ်ကြတဲ့ကောင်ကိုကျွန်တော်တို့ကခွန်6နှစ်လို့ကိုယ်ကနေကထောင်ခဲ့တာဒီညမှာကျွန်တော်ခွန်6နှစ်အထောင်ကိုကစားခဲ့တာလာခဲ့တယ်ကနန်းပါမလားဘလို့ကစားခဲ့တာတုံးဆိုရင်ဒီညမှာဘလို့ကစားခဲ့တာလို့ဆိုအဲ့ဒီ846ရဲ့အပေါ်ကကောင်စီပြန်ကြတဲ့အခါခွန်6လို့ဇောင်းထုတ်ပြီးကြလို့ခွန်6ကိုဒီမှာခွန်6နှစ်လို့ပြန်ထောင်မှာသူထောင်ဖို့ရအတွက်846ရဲ့နေအဲ့မှာဘာကနန်းတော့ကိုခွန်846ရဲ့ရှေ့မှာရှိတဲ့ကိုခွန်ဒီဒီမှာပြောမှာနော်846ရဲ့ရှေ့မှာရှိတဲ့ဟောဒီနေဦးပြဟိုဘက်သွားလိုက်အောင်မယ်ဇာလန်လေးကြတယ်မိတယ်ပြောတယ်မိတယ်ခဏလေးနော်ရှိပါတယ်ကျွန်တော်မြန်ကျင်လို့သူစီကြောနဲ့သူရှာတာမမြန်ဘူးဖြစ်နေဟ
ဟောဒီလိုအဲ့တော့ဒီ846ရဲ့အပေါ်အကောင်ဒီပြန်ကြတဲ့အခါ96လို့ဇောင်းထုတ်ပြီးကြလို့အဲ့96ကို96နှစ်လို့ထောင်ဖို့ရအတွက်846ရဲ့ဒီဘက်မှာလာထွက်တဲ့3နှစ်ကျော်မှာလာထွက်တဲ့ကဏ္ဍဒီ498ဒီဒီထက်မှာ338ထောင်နဲ့ဘေးကဏ္ဍဖြစ်ချင်းကြောင့်နော်အဲ့ဒီ338ထောင်နဲ့စီမှာ96နှစ်လို့သွားပြီးထောင်မှာနားလည်မလားတော့မသိဘူးနော်846ရဲ့အပေါ်ကကဏ္ဍပြန်ကြတော့96လို့ဇောင်းထုတ်ပြီးကြလို့အဲ့96ကို96နှစ်လို့ထောင်နေတာအဲ့96နှစ်လို့ထောင်ဖို့ရအတွက်846ရဲ့3နှစ်ကျော်မှာလာထွက်တဲ့ကဏ္ဍဒီဟောဒီ338ထောင်နဲ့ဘေးကဏ္ဍဖြစ်ချင်းကြောင့်သူရှိတဲ့ဒီ849တို့ဒီနော်ဒီကောင်လာခဲ့တဲ့846ရဲ့ဒီဘက်မှာလာခဲ့တဲ့498လာခဲ့တဲ့338ထောင်နဲ့စီးကြောနဲ့အကြိမ်ကိုင်းမှာ96နှစ်ကိုသွားထောင်တာဒီမှာလည်းအဲ့လိုပဲဒီ846အပေါ်ကဏ္ဍဒီကဏ္ဍဒီ96လို့ဇောင်းထုတ်ပြီးကြားခဲ့လို့အဲ့ကြားခဲ့တဲ့96ဇောင်းထုတ်တဲ့ကောင်ကို96နှစ်လို့ထောင်နေတာသူ့ကိုထောင်ဖို့ရအတွက်846ရဲ့3နှစ်ကျော်မှာလာထွက်တဲ့99ခွန်ဒီ338ထောင်နဲ့ဘေးကဏ္ဍဖြစ်ခြင်းကြောင့်အဲ့ဒီကဏ္ဍရှိတဲ့စီမှာ96နှစ်လို့ထောင်မယ်ဆိုပြီးကျွန်တော်ကစားခဲ့တာထောင်ခဲ့တယ်ဟုတ်ပြီနော်ထောင်ခဲ့တော့ဟုတ်ပြီအဲ့ဒါဆိုရင်ပြထဒါကဒီဇလန်တွေကလိုလားမလိုလားဆိုတော့လိုတယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်အဲ့လိုခွင်းဆက်ပြီးတော့ချိတ်သွားပြီဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဒီ338ထောင်တဲ့နေရာတွေအခုဒီမှာ304ခွန်တွေရောခွန်6နှစ်တွေအကုန်စုံသွားပြီပေါ့ဗျာဟုတ်ပြီနော်အဲ့တော့ဒီချိတ်ဆက်မှုတွေအရာဒီပတ်သက်မှုတွေအရာအခုကျွန်တော်တို့9ခွန်နဲ့အကြိမ်ကိုင်းမှာဒီ846ရှိတယ်လိုရင်းပြန်ကောက်မယ်နော်ဒီမှာနော်846ရှိတယ်9ခွန်နဲ့အကြိမ်ကိုင်းမှာလာထွက်မဲ့ခွန်63ကိုတွေးမှာဟုတ်ပြီနော်ကျွန်တော်တို့အခုဒီမှာ9ခွန်တဲပြစ်လိုက်ပြီသူနဲ့အကြိမ်ကိုင်းမှာဒီမှာ846ရှိတယ်သူကဘုံနော်846ရှိတယ်အဲ846နဲ့အကြိမ်ကိုင်းမှာရှိတဲ့9ခွန်ရဲ့တပင်ကျော်နေပြည့်တက်လိုက်ရင်ဒီဘွက်ရောက်မဲ့ခဏကိုတွေးမှာအဲ့လိုတွေးဖို့ရအတွက်နော်အဲ့ဒီက9ခွန်နဲ့တွဲခဲ့တဲ့ဟိုး846ဒီဘက်မှာတဲပြစ်လိုက်တော့ဒီရောက်သွားပြီးတော့မှသူ့ဘောကကနန်းဒီပြန်ကြတော့96ဇောင်းထိုးကြတဲ့96ဇောင်းထိုးကြတဲ့ကောင်ဒီမှာ96နှစ်လို့ထောင်းတဲ့ကမှာခုနပြောခဲ့တယ်လို့846ရဲ့3နှစ်ကျော်ကနန်းဒီ338ထောင်နဲ့ဘေးကနန်းဖြစ်ခြင်းကြောင့်အဲ့ဒီကနန်းရှိတဲ့စီမှာ96နှစ်လို့သွားထောင်းဒါဆိုဒီအဝါလိုင်းနဲ့ချိတ်ဆက်သွားပြီဟုတ်ပြီနော်ဒါဆိုဒီမှာလည်းအဲ့လိုပဲဟိုမှာရှင်းပြခဲ့တယ်ပဲခွန်9ခွန်နဲ့အချိန်ကမှ846ရှိတဲ့846ကိုတဲပြစ်လိုက်တော့ဒီရောက်သွားတယ်သူ့ဘောကနန်းဒီပြန်ကြတဲ့ကမှာ96ဇောင်းထိုးကြတယ်အဲ့ဒီ96ဇောင်းထိုးကြတဲ့ကနန်းကိုခွန်6နှစ်လို့ပြန်ထောင်ခြင်းတယ်ဒါလိုရင်မြန်ပြောပြတာအဲ့လိုထောင်ဖို့ကတော့ဘယ်နေရာမှာထောင်မှာလို့ဆိုတော့846နဲ့3နှစ်ကျော်မှာလာထွက်တဲ့ကနန်းဒီ338ထောင်နဲ့ဘေးကနန်းဖြစ်ခြင်းကြောင့်အဲ့ဒီကနန်းရှိတဲ့စီမှာခွန်6နှစ်လို့သွားပြီးထောင်ခဲ့တယ်ဒါဆိုအဝါရောင်လိုင်းနဲ့ချိတ်ဆက်သွားပြီအဲ့လိုချိတ်ဆက်သွားခြင်းကြောင့်အဲ့အဝါရောင်လိုင်းမှာဒီခွန်6နှစ်ထောင်ခဲ့တဲ့ရှေ့မှာ304ခွန်ထောင်ခဲ့တဲ့အနီးဆုံးကောင်နော်ဒီခွန်6နှစ်ရဲ့ရှေ့မှာအနီးဆုံးဖြစ်တဲ့304ခွန်ထောင်ခဲ့တဲ့အနီးဆုံးကောင်ရဲ့နှစ်ပင်ကျော်ကနန်းဟာသူ့ရှေ့နှစ်ကလာခဲ့တာဘယ်စီကျော်ကလာတော့ဆို913ဆောင်ထိုးတဲ့စီကျော်လာခဲ့တာ913ဆိုတာဒီ846ရဲ့ပါဝါပဲဟုတ်လား846ရဲ့ပါဝါတူတူပဲ913ဆောင်ထိုးတဲ့ဒီသမိုင်းကိုရှင်းရတဲ့ခါထပ်ရှည်သွားလိမ့်မယ်မရှင်းတော့ဘူးဟုတ်ပြီနော်913ဆောင်ထိုးတဲ့တပင်ကျော်အောင်ဆောင်ကလာတဲ့ကနန်းဒီနော်ခုနကဒီအဝါရောင်စီကျော်ပေါ့ဗျာနော်ဒီ304ခွန်အနီးဆုံးရနှစ်ပင်ကျော်မှာလာပြီးကြပေးခြင်းကြောင့်အဲ့ဒီလိုကစားခဲ့တဲ့36ခွန်ကြီးကိုကြားထဲမှာအပြောက်တနေ့3နှစ်4နှစ်5နှစ်ကျော်မှာရောက်ဆိုပြီးတော့ထဲကျင်တာဘယ်မှာထဲမှာတော့ခုနကချိတ်ဆက်မှုတွေက9ခွန်ရဲ့အပေါ်မှာလန့်ထဲမှာဟုတ်ပြီနော်9ခွန်တို့846တို့အပေါ်မှာလန့်တယ်နော်846ကဝေးနေလို့အတူတူပဲအထောက်ကဒီလိုပဲဟုတ်ပြီနော်846တို့9ခွန်တို့အပေါ်မှာလန့်ထဲမှာအဲ့လန့်ထဲမဲ့ကနန်းဒီခုနကချိတ်ဆက်မှုတွေအရာလာခဲ့တဲ့304ခွန်ရဲ့နှစ်ပင်ကျော်ကနန်းသူ့ရှိနေကလာတဲ့ကနန်းအဲ့ဒီကနန်းဒီ913ဆောင်ထိုးတဲ့အောက်ဆောင်ကနန်း913ဆိုတာဒီ846ရဲ့ပါဝါဖြစ်တယ်ဒါဆိုရသွားပြီနော်ဒီတော့ပဲမှတ်လိုက်တော့ကောင်းပြီဒါဆိုလဲအဲ့လိုပဲဒါဆိုရင်ကျွန်တော်ဒီ9ခွန်တို့ဒီ846တို့အချိန်ကိမတဲတဲ့846တို့9ခွန်တဲပြည့်ရဲ့ဟိုးအပေါ်မှာလှမ်းပေါက်ပြီးမြဲကနန်းဒီခုနကအချိတ်ဆက်တွေက304ခွန်ထောင်ခဲ့တဲ့နှစ်ပင်ကျော်ကနန်းအဲ့ဒီကနန်းဒီသူ့ရှင်းနေကလာတဲ့ကနန်းအဲ့ဒီကနန်းဒီအနီးဆုံးက913ဆောင်ထိုးတဲ့အောက်ဆောင်ကနန်းအဲ့ဒီ913ဆိုတာဒီ846ရဲ့ပါဝါတွေပဲအဲ့တော့846ရဲ့ပါဝါဖြစ်တဲ့913ဆောင်ထိုးခဲ့တဲ့အောက်ဆောင်ကနန်းဒီနောက်နှစ်ကိုဒီချိတ်ဆက်မှုတွေနဲ့ထွက်ပေးခဲ့လို့အဲ့ဒီကနန်းဒီဂျားထဲမှာအပြောက်9နှစ်ကျော်မှာရောက်1နှစ်2နှစ်3နှစ်4နှစ်5နှစ်ကျော်မှာရောက်ဘယ်မှာရောက်မှာတော့846တို့9ခွန်နဲ့အပေါ်မှာရောက်ဆိုရင်ထိုးတင်မထိုးတင်ကိုယ့်ဘာသာကိုစဉ်းစားနော်ဒါသူဖြစ်ပေါ်လာတဲ့စီဂျိုကိုကျွန်တော်တွေးပြတာသူဘယ်လိုထွက်နေလဲဆိုတာကျွန်တော်မသိဘူးကျွန်တော်ဒီလိုလိုက်တွေးတာဟုတ်ပြီနော်ဒါလူကက်တွေလည်းသေချာနားထောင်ပေါ့ဟုတ်ပြီ913တမိုင်းကကျွန်တော်မရှင်းတော့တာက913တမိုင်းကိုရှင်းမယ်ဆို913တမိုင်းကလည်းမနေရှင်းရမှာ913ဇောင်းထိုးတာတွေရောနော်116ထောင်းတာတွေရော913ဇောင်းထိုးတွေရော116အများကြီးဗျာသွားမှာဇလန်းတွေကပွားတာတက်အောင်သွားမှာအဲ့ဒီ913ကြီးဒီမဲ့ထည့်ပြောပြအောင်အဲ့ဒီ913ကြီးဘယ်သူနဲ့ကစားတော့141ဇောင်းထိုးနဲ့ကစားတာ
တေလေးတွေဇောင်းထိုးတယ်အဲ့ဒီ8လေး6တွေဇောင်းထိုးတယ်ဒီမှာ6လေး8တွေဇောင်းထိုးတယ်ဒီမှာကျွန်တော်တို့4 8 6တွေထောင်းတယ်ဇလန်းနေအဲ့လို4 8 6တွေထောင်းတယ်တေလေးတွေဇောင်းထိုးတယ်6လေး8တွေဇောင်းထိုးတယ်အဲ့မှာသူ့ပါဝါ6တစ်3ကဇောင်းထိုးပြီးကစားတယ်ဇလန်းနေအဲ့လိုဒီမှာလည်းအဲ့လိုပဲ6တစ်3ဆိုတာလည်းအဲ့လိုပဲဒီမှာကျွန်တော်အနည်းဆုံးကတော့1 1 6သို့တော်လည်းသူ့ရဲ့ဒီဘက်မှာကျွန်တော်ဒီမှာ6လေး8သူ့ရဲ့ဒီမှာ1 4 1သူ့ရဲ့ဒီမှာ4 8 6တွေထောင်းခဲ့တာခုန4 6 6တွေထောင်းအဲ့1 4 1ကဘယ်လို join လို့ဆိုဒီ1 4 1နဲ့သူကဒီ6တစ်3တို့ကအချိန်ခိုက်မှာလာပြီးတော့ကစားထားတာဒီ1 4 1ဇောင်းထိုးတာနဲ့6တစ်3တို့ကအချိန်ခိုက်မှာလာပြီးကစားထားတာအဲ့ဒီ1 4 1ကဒီမှာအခုအဝါရောင် line ဒီအဝါရောင် line 3.4ခုံဒီကနန်းကြီးအပေါ်မှာအဝါရောင် line မှာအဲ့1 4 1က1 4 1လို့ဇောင်းထိုးထားတာဒီမှာနော်ဒီအဝါရောင် line မှာအဲ့ဒီ1 4 1တွေကအောင်သွဲတွေဇောင်းထိုးထားတာဒီမှာအဲ့ဒီ1 4 1တွေကမှကျွန်တော်တို့696အဲ့ဒီ1 4 1တွေကမှ696အဲ့ဒီ696တွေကမှခုနကပြောတယ်ကျွန်တော်390ပြန်ကြနဲ့လာပေါက်ပြီးတဲ့696 390ပြန်ကြနဲ့လာပေါက်ပြီးတဲ့696ဇလန်းတွေကအဲ့လိုဟုတ်ပြီနော်ကျွန်တော်တို့ကဒီစီးကြောတွေရဲ့ခွင်းဆက်တွေကအများကြီးပဲအချိတ်ဆက်တွေနဲ့တွားပြီးတော့ကစားတာတွေကဘယ်လိုပြောမလဲဗျာနော်ဟိုအများကြီးပါပဲနော်အများကြီးပဲဆိုတော့အဲ့ဒါကြီးကျွန်တော်ကရှင်းပြနေပြီးမှမဟုတ်တော့ဘူးပြီးမှမဟုတ်တော့လို့ကဲဒီလောက်နဲ့လီကုန်းချုပ်လိုက်တယ်နော်ဒါဆိုခုနကကျွန်တော်ပြောတယ်ဒီမှာ390ပြန်ကြ666နဲ့တွဲတာ390ပြန်ကြ666နဲ့တွဲတာအဲ့တွဲတဲ့666အဲ့ဒီ666ဒီခုန1 4 1ရဲ့ပါဝါတွေပဲအဲ့ဒီမှာကိုအဲ့ဒီက666တွေကဒီမှာလာတဲ့ပြီးတော့ဗျာလှည့်ပြီးပြန်ကြလေနော်ဟိုဘယ်လိုပြောမလဲအဲ့ဒီ390ပြန်ကြတဲ့တွဲ666ကမှဒီမှာ666လို့လှည့်ပြီးကစားတဲ့အခါမှာပြန်ကြကဏ္ဍကိုကစားတာ666ရဲ့ပါဝါ1 4 1လို့ဇောင်းထိုးတဲ့စီးကြောကလာတဲ့ကဏ္ဍပြန်ကြကိုအဲ့ဒီ666လှည့်ပြီးပြန်ထုတ်သွားတာ2မျိုးစရာကောင်းလိုက်တာဗျာအဲ့ဒီဇလန်းนี่အရန်မိုက်တယ်เนาะကျွန်တော်ဒီမှာအဲ့မနစ်ကရင်နာတာဒါပေါ့ဗျာအဲ့ဒီ666ကြီးကိုမှ666လို့လှည့်ပြီးကစားတယ်အဲ့မှာပြန်ကြကစားတယ်သူ့ရဲ့ပါဝါ1 4 1ဇောင်းထိုးတဲ့စီးကြောကလာတဲ့ကဏ္ဍကြီးကိုပြန်ကြဆိုပြီးကန်ချတော့2မျိုးလိုက်တာ6တိတ်နဲ့နှစ်ကွက်ထိုးရမယ်ဇလန်းကိုနော်ကြုံလို့ပြောပြတာပါထားပါနော်အဲ့မှာ666လှည့်တာရော6 1 ထောင်းတာရောကဲတွေးပေါ့ဗျာဒီဘက်တွေလည်းလိုက်တွေးလို့ရတာပဲအများကြီးပဲဒီမှာ66ကိုဘယ်ရလာတော့ဟာ66ခွန်လေနော်ဒါသူ့ရှင်နေကဒါနောက်တစ်မျိုးဖြစ်သွားတယ်ဒီ66ခွန်ထွက်တော့သူကနောက်တစ်မျိုးပေါ့နော်ဒီ66ထောင်းတဲ့ဒီဘက်ပြန်လာတော့66ခွန်ဒီခုနကပြောတယ်ကျွန်တော်36ခွန်ပြောတော့36ခွန်သူ့ရှင်နေကလာတဲ့36ခွန်ရဲ့အရှင်နေကကဏ္ဍပေါ့ဗျာဒါဆိုကျွန်တော်ဒီမှာလဲ9 6ပြောတော့9 6 5 6 4သူရှင်နေကကန2 3 4ပေါ့ဗျာ2 3 4ရှိတယ်နော်2 3 4လည်းကစားလို့ရတယ်ဒါကြုံလို့ပြောပြတော့သူရှင်နေကနောက်နေထွက်တယ်အော်2 3 4ရှိတယ်ကျွန်တော်9 5ကြီးအာဟုတ်သားပဲကဲပြန်ကစားပြီနောက်တစ်ခါကျမှကျွန်တော်ပြန်ပြောပြီမနော်ခုဖိုင်းရှိလို့နားလည်းကြမယ်ထင်ပါတယ်နော်ကျွန်တော်ခုမြန်ပြောလိုက်တာအော်ဒါကုနာကရှင်တန်းကဒီထဲမှာဆွဲထားတာကဲကြည့်မြန်နော်ရှင်းလေး6ရဲ့3မကြောင်လာတဲ့ကနဒီ338ထောင်နဲ့ဘေးရကနဖြစ်ချင်းကြောင့်338နဲ့အချိန်ကိန်းမှာခွန်6နေလို့သွားထောင်နေဆိုတဲ့ဇလန်အတွေးခေါ်ဒီပေါ့ဗျာနော်အများကြီးရှိပါသေးတယ်ကဲထားပါတော့ဒါကြုံလို့ပြောပြအခုအရှင်းဆုံးကိုပြန်ပြောပြမယ်ဆိုရင်ခုနကခွင်းဆက်အချိတ်ဆက်တွေအရာဒီထဲမှာကျွန်တော်နေ့ကုန်ထောက်ကွက်တွေပါသေးတယ်နော်ကျွန်တော်မပြောတော့ဘူးနောက်ပိုင်းနေ့ကျမှကျွန်တော်ထည့်ပြောတယ်မနော်အခုဖိုင်ချိန်သွားလို့အဲ့တော့ကျွန်တော်တို့အရှင်းဆုံးကိုပြန်ကောက်မယ်ဆိုရင်ဟောဘယ်ရောက်သွားပြီစာမျက်နှာဟာဟိုဘက်စာမျက်နှာအရှင်းဆုံးကိုပြန်ကောက်မယ်ဆိုကျွန်တော်ဒီမှာလေ3.4ခွန်ထောင်နဲ့အောက်2ပင်ကျော်မှာလာတဲ့မိဝါပေါ့ဗျာဒီမိဝါဒီသူ့ရှင်းနှစ်ကလာတဲ့ကဏ္ဍဒီလိုချစ်လိုက်ပြီနော်အဲ့ဒီကဏ္ဍဒီ6 1 3ဆောင်တို့အောက်ဆောင်ကဏ္ဍအဲ့ဒီကဏ္ဍကိုခုနအချိတ်ဆက်တရား9ခွန်ရဲ့အပေါ်သူ့ရဲ့အပေါ်ပြေးလိုက်တော့ဗျာကျွန်တော်ရေးမယ်ဒီမှာလာပြီးတော့ထွက်ပြီးတယ်ဆိုရင်နော်အခုလည်းပဲဒီ3.4ခွန်ထောင်ခဲ့တဲ့2ပင်ကျော်ကဏ္ဍဒီ964သူ့ရှင်းနှစ်ကလာတဲ့မိဝါပေါ့ဗျာ6 1 3ဆောင်တို့တဲ့စီကျော်လာတဲ့ကောင်ပေါ့ဗျာဂျားထဲမှာပျောက်သေးတယ်နော်9နှစ်ကျော်ပျောက်ဒါကိုအရင်သဘောကျတာဒီ36ခွန်ဒီနောက်နှစ်ထွက်တယ်သူဒီဂျားထဲမှာ1နှစ်2နှစ်3နှစ်4နှစ်5နှစ်ကျော်ပြီးတော့မှလာပေါက်တယ်လာပေါ်ပြီဒါလေးကမိုက်တယ်ဒီမှာလည်းအဲ့လိုပဲဒီကနန်းဒီနောက်နှစ်ကိုထွက်တယ်သူဒီဂျားထဲမှာပျောက်ပြီးတော့1နှစ်2နှစ်3နှစ်4နှစ်5နှစ်ကျော်မှလာပေါက်ပြီမယ်ဆိုရင်ဒီခွန်9ခွန်ရဲ့အပေါ်ဒီပွဲမှာကဲမိဝါလေးကိုလာပြီးတော့ကစားလို့ရပါကြောင်းပြောရင်းနဲ့ပဲအားလုံးပဲညံကွန်ထိုးရချဲပေါက်ကြပါလိမ့်နော်ကျွန်တော်အခုတင်ပေးလိုက်တာခါရီကကျွန်တော်နားတယ်ဗျာခါရီကျန်းလာတာအိမ်မှာကျွန်တော်ကခုနေလေဆိုရင်နေကအရန်ပူတာနေကဝဝတောက်ပူတော့ဘာလို့တုံးဆိုတော့ညစင်းလေးခိုင်ရင်းနဲ့ကိုယ့်အရာဒီမှာကြွေပြားဗျာကြွေပြားပေါ်မှာကျွန်တော်အိတ်တာကြွေပြားပေါ်အိတ်တော့ခါကူပြန်ပြီးတော့ခါကြီးတောက်နေတယ်ဟိုမှာတောင်မွေးထောင်ထားတယ်ဒီမှာတောင်မွေးကျွန်တော်ထောင်ထားအဖြစ်ကအဲ့လိုနော်ကဲအဲ့တော့ကျွန်တော်အခုဒီမှာမနေ့ကတင်တာ134 314အခု654ခန်းကိုဒီစီကျော်ကနေထပ်ပြီးတော့တင်ပေးလိုက်ပါတယ်အဲ့တော့ဒါသည်မွေးတင်တယ်လို့ယူဆရင်ကျွန်တော်တို့မွေးထိုးပါเนาะနှစ်သက်မှလည်းမွေးထိုးပါเนาะမထွက်မပြီးအနေနဲ့ခုနက9ဖြစ်ခြင်းဇလန်းလေးမှာဆိုရင်မွေးထိုးတင်ပါကြောင်းပြောရင်းနဲ့ပဲ456အားအပြေးလွှာပေါက်ခါဖြင့်အားလုံးပဲညံကုန်ထိုး၍ချဲပေါက်ကြပါစေเนาะကျွန်တော်စီမမဝင်ခြင်းတော့အားလုံးသိကြတဲ့အတိုင်း
တစ်ပတ်စာကို8000နှစ်ပတ်စာကို1000ခွဲเนาะ4ပတ်စာဆိုရင်3000စားသဖြင့်ပေါ့ဗျာเนาะဒီကနေပြီးတော့ဒီနှစ်အကုန်ထိဆိုရင်တစ်မျိုးပေါ့ဗျာနှစ်ပတ်စာကို1000ခွဲနဲ့ပြန်တွက်ကြည့်လိုက်ပေါ့လေအဲ့လိုမျိုးလေးပေါ့เนาะပြန်တွက်ပြီးတော့လှမ်းပြောလိုက်ပေါ့ဈေးတော့မဆင်နဲ့เนาะဈေးဆင်တော့အပြည့်လစ်မှာပဲအပိုင်မဟုတ်ဘူးအတက်မသိဘူးဒါလည်းကျွန်တော်ရေးပြခဲ့ပြီးပြီဟုတ်ပြီနော်ကဲအားလုံးပဲညံကွန့်ထူရေးချက်ပေါက်ကြပါစေနော်ဒီမွေးသီးလေးတွေလည်းလိုက်ပြီးတော့မှတ်ထားပေးအောင်ကျွန်တော်ကြုံရင်ကြုံလို့ပြောခဲ့တာဒီထဲမှာကျွန်တော်တို့၅ပါးသော၅ပရိတွေပြောခဲ့ပြီးပြီ6သက်တွေတွေ့တဲ့ရှင်းပြခဲ့ပြီးပြီအခု6 5လေးအာဒီတခြားလိုက်တွေကိုရှိသေးတယ်ကျွန်တော်ဒါခုမမှတ်မိတော့ဘူးနော်မမှတ်မိတော့မှတ်မိတဲ့လောက်လေးကိုတင်ပြပေးလိုက်တာဖြစ်ပါတယ်ကျန်တာတွေကကျွန်တော်ကြုံရင်ကြုံလို့လာပြပေးပါနော်ခုနကပြောတဲ့နှစ်3 4ပါညာတာကနောက်ဆက်တွဲကြမှာနောက်ထပ်ပြောပြီးဒီထဲမှာနှစ်ခွန်ကစားကွက်တွေရှိတယ်နော်နောက်ပိုင်းထဲမှာထပ်ပြောပေးမယ်ဒီဇလန်ထဲမှာနော်အခုဒီ943ခွန်ဇလန်ထဲမှာနှစ်ခွန်ထောက်ခွက်တွေရှိတယ်အဲ့ဒီခွန်9ခွန်တွေဆိုတာနှစ်3ညတွေကလာမှာနော်ဒီခွန်9ခွန်ခုနနှစ်9ခွန်9ခွန်ဒီနှစ်3ညဖြစ်ကြောင်းခွန်9ခွန်ဒီနှစ်3ညဖြစ်ကြောင်းအဲ့ဒီဖြစ်တဲ့နှစ်3ညအဲ့နှစ်3ညကိုတဲပြစ်မှာနှစ်3ညဒီထဲမှာတဲပြစ်မှာဒီ9ခွန်ရဲ့နောက်နေ့မှာနှစ်3ညတဲပြစ်တာဒီရောက်သွားတာဘယ်ရောက်သွားတော့ဆိုတော့နေ9ခွန်ရဲ့နောက်နှစ်မှာ9ခွန်ထွက်တဲ့နေ့ထဲမှာနှစ်3ညနေကိုထွက်တာဒီ9ခွန်ထွက်တဲ့နေ့ထဲမှာနှစ်3ညနေကိုထွက်ပေးတာအဲ့ဇလန်းနေရှိသေးတယ်နော်နောက်ပိုင်းနဲ့ဆက်သွားမယ်ကဲအဲ့ဒါကနောက်ကဏ္ဍပေါ့ဗျာနော်အခုတော့ဒီလောက်နဲ့ညီကုန်းချုပ်လိုက်ပါနော်ဒီဇလန်းနေဒီမှာ438လာတဲ့ကြောင်းနော်အဲ့ဒီကခုနနှစ်3ညနှစ်ပဲပြောက်သွားပါလိမ့်နော်ဒီနှစ်3ညနှစ်ကိုတဲပြစ်လိုက်တော့ဒီရောက်သွားတာနော်အဲ့ဒီကနေအချိန်ကိန်းမှာ950တို့333တို့ရှိတာအဲ့မှာရှိတဲ့438ကြီးကဘယ်မှာလာထွက်တော့ဒီမှာလာထွက်တာ438က438လို့ဘယ်ရောက်သွားဒီမှာလာထွက်တာလာထွက်ပြီးတော့438ကြီးကိုဒီမှာလာပေါက်ပေးတာဇလန်နေရှိသေးတယ်နော်ဒီမှာလည်းထုံနေလကောင်ပဲနှစ်ခွန်အဲ့လိုလာခဲ့တာနှစ်3ကြီးဒီပြစ်တာသူကနေအချိန်မှာ950ရှိတာအဲ့မှာကျွန်တော်330နဲ့တွဲတာသူကြားတဲ့နှစ်ခွန်ဒီဘယ်မှာလာထွက်တော့ဒီမှာလာထွက်တာထွက်ပြီးတော့သူ့ကို3နှစ်ကျော်မှာလာပေါက်တဲ့ဇလန်နေရှိတယ်ဒီမှာအချိန်ကိုက်ကြီးဆင်းပေါက်တာ3နှစ်ကျော်မှာလာထွက်တဲ့ဇလန်နေအချိန်ကိုက်ကြီးဆင်းပေါက်3နှစ်ကျော်မှာလာထွက်တဲ့ဇလန်နေအဲ့ဒီကောင်ဘယ်ကလာအဲ့ဒီကောင်ဘယ်ကလာတော့ဆိုဟောဒီကကျွန်တော်950တို့ရှိရလာတဲ့ဇလန်နေအဲ့ဒါတွေလည်းကျွန်တော်တို့ကဆွဲထားပြီးသားတွေဘယ်ရောက်တော့950ရှိတယ်နော်အဲ့ဒါတွေရှိပြီးသားတွေအများကြီးရှိတယ်နှစ်ခွန်လေးဟုတ်ပြီလားမပြောဖြစ်တာဟိုဘလို့မပြောဖြစ်တာတဲ့မန်မာထဲမှာကစားပြီးအော်ဒီဖြစ်စုံမှတ်တွေမဖြစ်လို့မထဲဖြစ်တာကဲခုတော့ထွက်သွားပြီပေါ့ဗျာသူ့နောက်ဆက်တွဲတွေကစားကြတာပေါ့နော်အားလုံးပဲညံကွန့်တို့ရေးချက်ပေါက်ကြပါစေ